Okay. Okay. အဲ့တော့ကဒီ academic English ဆိုတာဘာလဲဆိုတာကိုမပြောခင်ကျွန်တော်တို့က everyday English နဲ့ academic English ဘာကွာသွားလဲပေါ့နော်။ဘာကြောင့် academic ဖြစ်ရတာ။အဲ့လိုမျိုးကျွန်တော်တို့မေးဖို့လိုတယ်ပေါ့။မေးဖို့လိုတယ်။ဆိုတော့ကတော်တော်များပြောလို့ရှိရင် academic English က academic vocabulary သုံးထားတဲ့ English ကျွန်တော်ဒီအတွက်ကိုကျွန်တော် lecture ပြင်ထားတယ်နောက်ပြီးတော့ဒီ PowerPoint လည်းပြင်ထားတယ်သို့တော့အဲ့ဒါမသွားခင်မှာအခြေခံအဖြစ်ဒီကဘာလဲဆိုတာသိအောင်လို့ရှင်းဖို့လိုတယ်ပေါ့ပညာရှင်တွေတော်တော်များပြောတဲ့အခါ academic ကဘာလဲဆိုတော့ neutral ဖြစ်ကြမယ် neutral ဆိုတာဘာမလိုက်ရအောင်ဘယ်ဘက်ကမှမလိုက်ရဘူး neutral ဖြစ်ကြမယ် impartial ဖြစ်ကြမယ် impersonal ဖြစ်ကြမယ် objective ဖြစ်ကြမယ်ဓမ္မတိတန်ကြားရမယ်ဘာမလိုက်ရဘူးအဲ့လိုထုံးမျိုးနဲ့ရေးရမယ်နောက်တစ်ခါ formality formal ထုံးမှုအများနဲ့သုံးရမယ်အဲ့လိုမျိုးပညာရှင်တွေပြောလို့ရှိတယ်ပေါ့နော်ဘာလို့အဲ့ဒီထုံးကိုပြောလို့ရှိသုံးရတာလဲဒီတိုင်းရိုးတနဲ့အပြင်မှာကျွန်တော်တို့စကားပြောသလို composition နဲ့ထုံးနဲ့ပြောလို့မရဘူးလား subjective လို့ခေါ်တဲ့ပုဂ္ဂလဒိဋ္ဌံပေါ့နော် I တို့ we တို့သုံးပြီးတော့ပြောလို့မရဘူးလားပေါ့နော်ကျွန်တော်တို့မပြန်ပြီးတော့မေးစရာရှိတယ်မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ဒီ academic boundary frame တစ်ခုလုံးမှာကြာရင်ဒီ subjective ထုံးနဲ့ပြောလို့ရတဲ့အပိုင်းကနည်းနည်းလေးပဲပါတယ်များသောအားဖြင့်ကအကုန်လုံးက objective တုံးနဲ့ပဲပြောရတာ formal တုံးနဲ့ပဲပြောရတာဆိုကြပါစို့ရဲ့ဗျာကိုအကြောင်းကိုပြန်ပြောရမယ် essay မျိုးပေါ့ narrative essay လို့အဲ့လိုမျိုးကြာရင်တော့ subjective ဖြစ်မှာပေါ့ဒါတော့မှပုဂ္ဂလတိဋ္ဌံကိုသိပြီးတော့မသွားသေးဘူးဓမ္မတိဋ္ဌံလို့ခေါ်တဲ့သဘောတရားကိုပို့ပြီးတော့သွားတာကျွန်တော်အခုစပြီးတော့ဒီ PowerPoint slide လေးကိုကျွန်တော်ရင်ဖွင့်ပြပါမယ် Okay နော် share ပေးပါမယ်ဟုတ်မြင်ရလားမသိဘူးဗျမြင်ရပါတယ်ဆရာ မြင်ရတယ် ဟုတ်ဆိုတော့ဒီကျွန်တော်တို့ academic English မှာအခြေခံအကြဆုံးကဘာလဲဆိုတော့ကျွန်တော်စောနာပြောသလိုလုံးဝပုဂ္ဂလဒိဋ္ဌံမဖြစ်ကြဘူးဓမ္မဒိဋ္ဌံဖြစ်ရမယ် neutral ထုံးနဲ့ပြောရမယ် formality ဖြစ်ရမယ်ဆိုလို့ပြောတဲ့အခါမှာတာမန် English အရေးသား everyday English အရေးသားတို့မို့ပြောဆိုကို academic bound တွေကိုဝင်သွားအောင် academic frame တွေကိုရောက်သွားအောင်ဘာလုပ်ရလဲဆိုတော့ပထမဆုံးအရေးကြီးဆုံးအချက်အဆင့်ကတော်တော်များကြော်သွားကြတဲ့အဆင့်ပေါ့နော်ဘာလုပ်ရတာလဲဆိုတော့ဒီ nominalization လုပ်ကြတယ် normalize လုပ်ကြတယ်ပေါ့နော် normalize ကဘာလဲဆိုတော့ normalize ကဒီဟာပါတွေ့ပါလိမ့်မယ်အကုန်လုံးဒီ the process of converting verbs and adjectives into nouns အဲ့ဒါပြောတာ verb တွေ adjective တွေကို noun ပုံစံပြောင်းလိုက်တာအဲ့ဒါ nominalization လုပ်တယ်လို့ခေါ်တယ်ဆရာဒီဟာလည်းလူတိုင်းသိနေတာပဲဘာများထူးဆန်းလို့လဲဆိုပြီးတော့ပြောစရာရှိတယ်ထူးဆန်းလားဆိုတော့မထူးဆန်းဘူးဒါပေမဲ့အဲ့ဒါတကယ်အရေးကြီးတဲ့အဆင့်ဘာဖြစ်လို့လဲဆိုတော့ nominalize လုပ်တယ် noun form ပြောင်းလိုက်တယ်ဆိုတဲ့အဆင့်ကအမြဲတမ်းအခြေခံကြတယ်ဘာကိုအခြေခံကြတယ်လဲဆိုတော့ဒီ descriptive writing လို့ခေါ်တဲ့တရုပ်ဖော်ရေးသားတွေနောက်တစ်ခါ action စီပေါ့ပြုမှုလုပ်ဆောင်ချက်တွေအဲ့ဒီဟာတွေကို abstract idea ဖြစ်အောင်လို့ပြောင်းတဲ့အဆင့်အဲ့ဒါ nominalize လုပ်တာအဲ့လိုပြောင်းလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ကိုပြောတဲ့လေသံက formal ထုံးဖြစ်သွားတယ် formal ဆိုတာတိမှာပါเนาะ formal ဆိုတဲ့ဥစ္စာကformal ကဘာလဲပြောလို့ရှိရင်တော်တော်ရှင်းပြရတာကိုကားနိုင်တယ်အရှိကြီးပြောပြမယ်ဒါပေမဲ့
formal လွယ်လွယ်လေးပြောရရင် formal ဆိုတာဘယ်စကားလုံးကလာလဲ formal က form ကလာတယ် form ဆိုတာပုံစံကဘောင်တစ်ခုတည်းဝင်သွားအောင်ဘောင်ဝင်တန်းဝင်ဖြစ်အောင်ပြောတဲ့ထုံးအဲ့ထုံးက formal ထုံးပေါ့ဘလို့ဘောင်ဝင်တန်းဝင်လဲဆိုတော့သတ်မှတ်ထားတဲ့ကို target ဖြစ် target လုပ်ထားတဲ့ audience ရဲ့ဘောင်ကိုဝင်အောင်ပြောတာကို target လုပ်တဲ့ audience ကဆိုကြပါစို့ရဲ့ဟို business ဆိုလို့ရှိရင် business ဘောင်တွေကိုဝင်အောင်ပြောတဲ့တုံးက formal ထုံးပေါ့ academic ဆိုရင် academic form နဲ့ဝင်အောင် frame နဲ့ဝင်အောင်ပြောတဲ့တုံးက formal ထုံးပေါ့အဲ့လိုမျိုးပေါ့ form တစ်ခုတည်းဝင်အောင်ပြောတဲ့တုံးဒီ formal ထုံးအဲ့ formal ထုံးကိုသူကပို့ပြီးတော့အားကောင်းသွားစေတယ်နောက်တစ်ခါ clarity လို့ခေါ်တယ်ရှင်းလင်းမှုနားလည်လွယ်မှုအဲ့ဒီဟာကိုပို့ပြီးတော့အားကောင်းစေတယ်နောက်တစ်ခါ complex sentence structure တွေအမတန်ရှုပ်ထွေးတဲ့ sentence structure တွေကိုနားထောင်တဲ့သူတွေဖတ်တဲ့သူတွေနားလည်သွားအောင်လို့ထောက်ပံ့ပေးရပေါ့လေဒီတိုင်းပြောလို့ရှင်ကျွန်တော်တို့ဟာဒါတမျိုးကြီးပဲကိုးကားနိုင်တဲ့ဘာညာဖြစ်လိမ့်မယ်ဒီ PowerPoint slide လေးကိုကျွန်တော်ခဏလေးရက်မယ်ပြန်လာမယ်နော်ခဏလေးရက်မယ်ကျွန်တော်ဟိုဟာပို့ပြီးတော့ရှင်းသွားအောင်လို့ whiteboard လေးနဲ့ကျွန်တော်ရှင်းပြခြင်းတယ်ဟုတ်မြင်ရလားမသိဘူးဗျမြင်ရတယ်နော် okay ဟုတ်ဟုတ်ကဲ့ပါဗျဟုတ်အဲ့ဒါဆိုရင်ဒါဒီတန်းကကျွန်တော်ကဒီထဲမှာဟို English ပြန်သင်နေတဲ့ဆရာမတွေလည်းပါတယ်ကျွန်တော်senior အမတွေလည်းပါတယ်ပေါ့နော်နောက်ပြီးတော့ဒီအပြင်မှာတကယ်တမ်းဟိုအကြောင်းတွေပါဖွင့်ပြီးတော့ run နေတဲ့ဆရာမတွေလည်းပါတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ဒီတန်းဒီ101လို့ရေးထားတဲ့အတွက်တကယ်ကို very elementary ကိုကျွန်တော်အရင်အခြေခံကြရင်သိအောင်လို့ရှင်းပြမယ်အတန်းဖြစ်ပါတယ်အဲ့တော့ကအကုန်လုံးကိုကျွန်တော်ရှင်းလင်းသိအောင်လုပ်မှာရှုပ်ထွေးတဲ့ steps တွေ ideology တွေဘာမှမပါဘူးရှင်းလင်းစစင်ချင်းကျွန်တော်တို့သွားမှာအဲ့တော့ကတချို့ဟာတွေကြရင်လွယ်ကောင်းလွယ်နေလိမ့်မယ်ဒါပေမဲ့ဟိုအဲ့ဒီဟာအရေးမကြီးဘူးပေါ့နော်အဓိကရေးကြည့်တာ concept ကိုမိသွားဖို့ပဲဘာလို့လဲဆိုတော့ academic English ကိုသိဖို့ဆိုတာက vocab ကိုသိအောင်လည်းမရဘူး vocabulary က academic English မှာရေးပါတဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ပါဝင်တာတော့မှန်တယ်သို့တော့အဲ့ academic concept ကိုမမိလို့ရှိရင်ဘယ်လောက်ပဲ vocabulary ကျွယ်ဝနေပါစေအဆင်မပြေဘူး academic ကအတွေးကိုရေးရတာတေးဥဖို့အရေးသားမဟုတ်ဘူးနောက်ကြောင်းပြန်ဆက်ကြောင်းပြန်တဲ့အရေးသားမဟုတ်ဘူးတွေးကိုရေးရတယ် analytical writing ဖြစ်တယ်အဲ့ဒါဆိုတော့ဒီ concept ကိုမိတော့မှ तू ကပို့ပြီးတော့ရေးလို့ကောင်းတယ်ဘယ်သူဝင်ဆွဲနေလဲတော့မသိဘူး okay ဆိုတော့ကကျွန်တော်တခုမေးမယ်ဟိုပါပေါ့ဒီထဲမှာကို့အလုပ်ကို့ကြောင်းကိုဥမာစပိန်စီးပြီးသွားတဲ့သူတွေပါလားပါလဲပါမှာပေါ့ဗျာမပါရင်လည်းမပါဘူးပေါ့ကားနဲ့စီးသွားရင်လည်းသွားမယ်လမ်းလျှောက်သွားရင်လည်းသွားမယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့ကကျွန်တော်တို့ကဒီစာကြောင်းတစ်ကြောင်းဥမာကျွန်တော်ရေးကြည့်လိုက်မယ် sorry ဒီစာကြောင်းကဒါကျွန်တော်တို့ကဒါ everyday English ပဲနော် I walk to school every day ဆိုပြီးတော့ရေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့မို့ကျွန်မကျောင်းကိုနေ့တိုင်းလမ်းလျှောက်သွားတယ်ပေါ့ဒီစာကြောင်းကြည့်လိုက်လို့ရှိရင်တန်းသိတယ်ဒီဟာက subjective လား objective လားဆိုတာ subjective ဆိုတာကပုဂ္ဂလဒိဋ္ဌံနော်ကိုယ်နဲ့ပတ်သက်တာကိုယ်နဲ့ဆိုင်တာ personal ဖြစ်တာနော် objective ဆိုတာကိုယ်နဲ့ impersonal ဖြစ်တာဓမ္မဒိဋ္ဌံဆိုတော့ကဒီဟာ I နဲ့ပဲစရတယ် I အကြောင်းကိုပြောတာဖြစ်တယ်လုံးဝ subjective ထုံးကြီး everyday English ပဲဒီဟာကဘယ်သူဝင်ရေးနေလဲမသိဘူးအဲ့ဝင်မရေးရင်ကောင်းမှာနော်ကျွန်တော်ပိတ်ထားလို့မရသေးဘူးထင်တယ်မြင်ရလားမသိဘူးမာလေးဆရာဟင်โอเคခဏလေးနော်
ဒီဒါ sentence ကြောင်းနောက်တစ်ကြောင်းက it makes me healthier ဟုတ်နော်နှစ်ကြောင်းရှိမယ် sentence တစ်ကြောင်းရှိမယ်ဒီ sentence နှစ်ကြောင်းစလုံးက subjective လား objective လားလို့မေးလို့ရှိရင်ဒါလုံးဝ subjective ဖြစ်နေအဲ့ဒါကိုကျွန်တော်ကဒါ everyday language ပေါ့လေဒီဟာကိုကျွန်တော်ကအစနာပြောသလို normalization လုပ်မယ် objective ဖြစ်သွားအောင်ပြောင်းကြည့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ရှေ့မှာပါတဲ့ဒီ verb ကို work ကိုကျွန်တော်တို့ noun form ပြောင်းရမယ်ပေါ့ noun form work လည်းရတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကို action ကိုပြောချင်တယ်ဆိုလို့ရှိရင်သိကြတဲ့အတိုင်းဒါမျိုးသွားအောင်ပေါ့နော် Okay, to school. Takes. Okay, to school. Activity makes healthy. Is anyone talking to me? No, right? Makes me healthier. ဆိုတော့ကဒီတိုင်းရေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ walking to school every day makes me healthier ကျွန်တော် every day ကို every နဲ့ day နဲ့ကိုခွဲရေးပါတယ်နော်ဘာလို့လဲဆိုတော့ပူးရေးလိုက်လို့ရှိရင်သူကကျွန်တော်တို့ဒီနေ့တိုင်းဆိုတော့အဓိပ္ပာယ်မထွက်တော့ဘူးပေါ့လေ adjective ဖြစ်သွားမယ်နေ့စဉ်ဖြစ်ပျက်နေတော့တမန်ရိုးကြဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ခွဲရေးပါတယ်ပေါ့နော် walking to school every day makes me healthier ဆိုပြီးကျွန်တော်တို့ကsubjective ကနေပြီးတော့ objective ပုံစံကိုပြောင်းသွားတယ်ထုံးကတော့ formal တော့အရင် formal မဖြစ်သေးဘူးဒါပေမဲ့အပေါ်ကပြောတဲ့ everyday language ပုံစံတော့မဟုတ်တော့ဘူး less subjective ဖြစ်သွားမယ်ပုဂ္ဂလတိထံပို့ပြီးတော့နည်းသွားမယ်အပေါ်မှာက I ဆိုတာကြီးနဲ့စတာတာအောက်မှာက working နဲ့ပြန်စတယ်မတူတော့ဘူးပေါ့လေဒါပေမဲ့နောက်ကဒီဟာကြီးရရှိသေးတယ်makes me healthy sorry Makes everybody. make me healthier ဆိုတဲ့ဥစ္စာကကြံနေတယ်ပေါ့လေအဲ့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ formal tone ဖြစ်အောင်ပြောင်းဖို့ formal tone ဖြစ်အောင်ပြောင်းမယ်ဆိုလို့ရှိရင်သူ့ကို noun form ပြောင်းရမယ်ပိုကောင်းတဲ့ကျမ်းမာရေးဆိုရင်ကျွန်တော်တို့ဘယ်လိုပြောလဲအင်္ဂလိပ်လို English လို့ပြောမယ်ပေါ့နော်ဒီတော့ help ပဲပြောကြမယ်ပိုကောင်းစေတယ်ပို့ပြီးတော့တိုးတက်စေတယ်တာမန်ထက်ပို့ပြီးကောင်းသွားစေတယ်ဆိုကျွန်တော်တို့အမျိုးမျိုးပြောကြရတယ်ပေါ့နော်တာမန်အဖြစ်သုံးလေးရှိတယ် improves ဘယ်သူ help us my head ပေါ့ improve ကနည်းနည်းရိုးသေးတယ်ဒါဒီနေရာမှာ vocabulary ကစားတာပေါ့လေ improve ကနည်းနည်းရိုးသေးတယ်ဆိုလို့ရှိရင်ဒါကြောင့်မလို့ဒီဖြစ်စေတယ်ဆိုတဲ့ဟာမျိုးကဒါမျိုးဒီ academic vocab မှာဒါမျိုးသုံးတယ် contributes to အဲ့လိုသုံးတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အပေါ် sentence နဲ့တော်တော်ကွာသွားပြီအပေါ် sentence က sentence နှစ်ကြောင်းစလုံးကတကြောင်းနဲ့ကြောင်းနှစ်ကြောင်းရှိတယ်နှစ်ကြောင်းစလုံးက subjective ဖြစ်တယ်အောက်က sentence ကကြတော့ subjective မဟုတ်တော့ဘူး objective tone ဖြစ်သွားတယ်နောက်ပြီးတော့စကားလုံးပုံစံလေးလည်းပြောင်းသွားတယ်ပြောင်းသွားတဲ့အတွက်ဒီဟာဒီ I ဆိုတဲ့ personal term ကို focus ဖြစ်တဲ့ဟာမဟုတ်တော့ဘဲနဲ့ဒီလမ်းလျှောက်ခြင်းအမှုကိုပြောတဲ့ကိစ္စဖြစ်သွားတယ် abstract idea ကိုပြောတဲ့ကိစ္စဖြစ်သွားတယ်အဲ့ဒါကြောင့် subjective မှဒီ objective ကိုပြောင်းတဲ့အခါမှာ normalization လို့ခေါ်တဲ့ noun form ကိုပြောင်းတာအရေးကြီးတယ်ဆိုပြီးပြောတာဒီထဲမှာတော်တော်များများဒီ IELTS ပါညာဖြည့်ဘူးတဲ့သူတွေရှိမယ်သင်နေတဲ့သူတွေလည်းပါကောင်းပါလိမ့်မယ်အဲ့မှာ tax 1နဲ့ tax 2ရှိပါ writing မှာလေ tax 1မှာဆိုလို့ရှိရင်သိတဲ့အတိုင်းပဲ graph တို့ pie chart တို့ flow chart တို့နော်ဒီ table တို့အဲ့လိုမျိုးတွေဖြည့်ရတယ်ပေါ့နော်ဖြည့်တဲ့အခါမှာများသောအားဖြင့်ကကျောင်းသားတော်တော်များများမေးခွန်းမှာပေးရတဲ့ prompts တွေကို
ကိုယ်စကလုံးနဲ့မရေးဘဲနဲ့အဲ့ရဟာကိုလွယ်တကူနည်းနည်းပါးလောက်ဖြစ်ဖြစ်ပြန်ယူပြီးတော့ရေးလေးရှိတယ်အမှတ်တွေရောတာအဲ့မှာပေါ့လေသူကလုံးဝအဲ့ဒါကိုစကားနဲ့ကိုပြန်ရေးရမယ်ပိုင်းဆိုတော့ nominalization ကအဲ့ဒီမှာကိုစဖမ်းတော့တာဒါတော့ IELTS writing ဆိုတဲ့ဥစ္စာ pre college level နော်ကျွန်တော်တို့သွားမယ်ဆိုရဲ academic English တို့ academic writing တို့ reading တို့ဆိုတာတကယ်သွားမယ်ဆိုလို့ချင်း college level undergrad postgrad level ကိုသွားတာပိုရေးကြည့်တာပေါ့နော် IELTS writing နှစ်ခုမှာ task 1က report writing အတွက်ကိုဥတည်ပြီးတော့သင်တာ descriptive writing ပြောဖို့ရေးတာ report writing အတွက်ကိုဥတည်ပြီးသင်တာ task 2က analytical writing တို့ argumentative writing အဲ့အတွက်ကိုဥတည်ပြီးတော့သင်တာမိကိုစစ်တာပေါ့လေအဲ့လိုနေရာနှစ်ခုစလုံးမှာကျွန်တော်တို့က objective တုံးဖြစ်ဖို့အရေးကြီးတာဒါပေမဲ့တော်တော်များအဲ့ဒါကိုဒီ concept ကိုလွယ်တကူဘယ်လိုပြောမလဲနဲကြော်လိုက်ပြီးတော့ vocab ကိုသွားပြီးတော့အာရုံစိုက်ကြတယ်တကယ်တမ်းပြန်ပြီးတေချာပြန်ပြီးကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်စာရေးသားကောင်းတယ်ဆိုတာဘာကိုပြောတာလဲဆိုပြီးတော့မေးတဲ့အခါချုပ်နိုင်ချက်နိုင်တာပေါ့ idea တေးသေးလေးပြီးထားရင်အများကြီးချက်ပြီးရေးပြနိုင်တယ်ဒါခါစာအရန်ပွားနေတဲ့စာတွေကိုကြစ်ကြစ်လေးနဲ့ပြန်ပြောနိုင်တာအဲ့ဒါစာရေးကောင်းတာပဲ English ကောင်းတယ်ဆိုတာအဲ့ဒါပဲမြန်မာလိုကောင်းတယ်ဆိုတာလည်းအဲ့ဒါပဲအဲ့တော့ကကျွန်တော်တို့ဒီ nominalization ကျွန်တော်ဒီဟာကိုသိစေချင်လို့ဒီလောက်လေးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ဒါပေမဲ့ examples တွေအများကြီးပြောလို့ရတယ်သို့တော့ကျွန်တော်ဒီနေ့ဒီ PowerPoint ကိုပြန်သွားခြင်းလို့ဒီမှာဒီဟာကိုဒီလောက်နဲ့ခဏရပ်ထားပါမယ်ဆရာဟိုကျွန်တော်ဖုန်းပရမဖုန်းနဲ့ join ထားလို့လေအခု laptop နဲ့ပြန် join ကျင်လို့လေတစ်ချက်တော့အဆက်လေးဟုတ်ဆရာဟုတ်ရတယ်ဟုတ်ဟုတ်မြင်လားမသိဘူးဗျာနော်မြင်ရပါတယ်ဆရာ ညပါတယ်ဆရာ ဟုတ်ကဲ့ပါဟုတ်ဟိုလေဟိုဂျားထဲမှာဖြတ်မေးချင်တာရှိရင်ချိန်ပြီးလက်ထောင်ပြီးတော့မေးလို့ရပါတယ်ကျွန်တော်ရက်ပေးမယ်နော်ကျွန်တော်ဖြည်းဖြည်းပဲပြောပါမယ်โอเคဆိုတော့ဒီကျွန်တော်တို့ nominalization ကဘာလောက်တာလဲလို့ပြောလို့ရှိရင်ကျွန်တော်ရှေ့မှာပြောထားသလိုမျိုးဒီ noun form ကိုပြောင်းတာပေါ့လေ noun form ကိုပြောင်းတယ်ဆိုလွယ်လွယ်ကူကူကျွန်တော်တို့ပြောလို့တော့မရဘူးဘာလို့လဲဆိုတော့ noun form ပြောင်းတာခက်ခဲတဲ့အပိုင်းတွေရှိတယ်ခက်ခဲတဲ့အပိုင်းတွေရှိတယ်နောက်တစ်ခါများသောအားဖြင့်သိကြတာ noun form ပြောင်းခြင်းလို့ရှိရင် verb ကို ing ပေါင်းလိုက်ဆိုပြီးတော့အလွယ် gerund လုပ်တယ်ပေါ့လေဒါပေမဲ့အဲ့ဒါကအဲ့ဒီ gerund နဲ့သူ့ရဲ့ဘယ်လိုပြောမလဲသူ့ငကိုပွားတဲ့ declension conjugation လုပ်ပြီးတော့ထွက်လာတဲ့ noun form နဲ့ကမတူတတ်ဘူးဥပမာဆိုကြပါစို့ clearing ဆိုတဲ့ noun form နဲ့ verbal noun လို့ခေါ်တဲ့ gerund ပေါ့လေအဲ့ဒါနဲ့ clarity နဲ့ကဒီပဲတူမှာမဟုတ် clarity ကရှင်းလင်းပြတ်သားတာနောက်ပြီးတော့နားလည်ရလွယ်တာဒါ clarity clearing ဆိုတာကကြတော့အမှိုက်ရှင်းတာတို့တိန်းတာတို့ရှင်းလင်းတာတို့အဲ့ဒီသဘောတက်ရောက်သွားတယ်နောက်တစ်ခါ clearance ဖြစ်သွားရင်နောက်တစ်ခါတစ်မျိုးဖြစ်သွားပြန်မတူပြန်ဘူးအဲ့ဆိုတော့ noun form ပြောင်းတယ်ဆိုတဲ့အခါမှာအလွယ်ပြောလိုက်ပြီမယ်တကယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့လေnoun form ပြောင်းတယ်ဒီ noun form ပြောင်းတာဘာလို့အရေးကြီးလဲဆိုရင် noun form ပြောင်းခြင်းဒီတရုပ်ဖော်ရေးသားတရုပ်ဖော်ဖော်ပြချက်တွေရယ်နောက်တစ်ခါ dynamic actions လို့ခေါ်တဲ့ဒီအပြုမှုတွေ actions တွေပေါ့လေအဲ့ဒီဟာတွေကို abstract idea ဖြစ်အောင်ပြောင်းတဲ့ process ဖြစ်လို့အရေးကြီးတယ်ဆိုတော့ကျွန်တော်နမူနာပြခဲ့လို့ပဲငါလမ်းလျှောက်ပြီးတော့သွားတဲ့ကျောင်းအောင်သွားတယ်ဆိုတာကနေပြီးတော့ငါရဲ့လမ်းလျှောက်ခြင်းသို့မဟုတ်လမ်းလျှောက်ခြင်းဆိုပြီးဖြစ်သွားတယ် idea abstract ဖြစ်သွားတယ်ငါဆိုတဲ့ subject ငါဆိုတဲ့ personal ကနေဝေးကွာသွားတယ် impersonal ဖြစ်သွားတယ် objective ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့လေ academic tone ဆိုပြီးဖြစ်သွားတာ okay အဲ့တော့က nominalization မှာဘာပါလဲဆိုတော့ verb တွေ adjective တွေကို noun ကိုပြောင်းတာပါမယ်ဒီဟာက grammatical adjustment ကြီးပဲမဟုတ်ဘူးဒီ academic information ကို present တင်ပြတဲ့အခါမှာနားလည်အောင်လုပ်တဲ့အခါမှာမြင်အောင်လုပ်တဲ့အခါမှာတကယ်ကိုအရေးကြီးတဲ့ကိစ္စမလို့ nominalization noun form ပြောင်းလိုက်ခြင်းအပြင်သူ formality ကိုဘောင်ဝင်သွားစေတယ်
grammar ဘောင်ထဲဝင်သွားစီ grammar ဘောင်ထဲရောက်သွားတယ်နောက်က precision လို့ခေါ်တယ် precision ဆိုတာကတိကျတယ်ပေါ့လေအရင်တော့ကဒီကျွန်တော်တို့ဟိုမှာပေါ့တက္ကသိုလ်တွေမှာဒီမှာတော်တော်များအကုန်လုံးတက္ကသိုလ်တက်ခဲ့မှုတဲ့သူတွေကြီးပဲဖြစ်လိမ့်မယ်တက္ကသိုလ်မှာကျွန်တော်တို့မြန်မာသား major ယူမြန်မာသား sorry မြန်မာသား minor ယူရတာယူရလူတိုင်းမယူမရှိယူရတယ်ပေါ့နော်မြန်မာသားမှာအကျဉ်းချုပ်ရေးနည်းပါတယ်လေအကျဉ်းချုပ်ရေးတယ်ဆိုပြီး English မှာလည်းဒါကို summary writing ဆိုပြီးတော့လုပ်ကြတယ်ဒါပေမဲ့ဒါ summary writing ဆိုပြီးအကျဉ်းချုပ်ရေးနည်းဆိုတာကျွန်တော်တို့ဒီမဆလာခေဟိုကုံငနီးလောက်မှာဒီဟာတွေကိုကျွန်တော်တို့အခြေအမြင့်တင်ကြတာအဲ့မတိုင်ခင်ကဟုတ်1962မတိုင်ခင်ပေါ့လေတော်လိုင်းအစိုးရမတိုင်ခင်ဗထဆအစိုးရလို့ခေါ်တဲ့ဦးနုရဲ့ပြည်တော်စုအစိုးရလက်ထက်မှာအဲ့တုန်းကဆိုလို့ရှိရင်သူကအင်္ဂလိပ်ခေတ်ကလက်ကျန်ပညာတတ်ကြီးတွေအများကြီးပဲကျန်နေတယ်နောက်ပြီးတော့အဲ့ဒီခေတ်မှာဒီဘက်ခေတ်လိုမျိုးကွန်ပျူတာတို့လက်နှိပ်စက်တို့ကတားမရှိသေးတာဖြစ်တဲ့အတွက်တက္ကသိုလ်တက်တဲ့လူတိုင်းဘာလုပ်ရလဲဆိုတော့လက်ရည်တို့တင်နေသွားတက်ရတယ်လက်ချလိုက်ရှင်လက်ချဒီတိုင်းလိုက်ပြီးတော့ရိုးတဲ့နဲ့လက်ရည်နဲ့လိုက်လို့မရဘူးလက်ရည်တို့တက်ကြတယ်အရင်တော့ဟိုဇွဲအောင်ချိန်ဆိုတာဒီကျွန်တော်တို့လှဲတန်းလမ်းစုံမှာဇွဲစာပေရေးမျိုးဒီဇွဲအောင်ချိန်ဆိုတာလက်ရည်တို့တင်နေဆရာကြီးနာမည်ကြီးသူ့စီမှာတွတ်တက်ပြီးတော့မှတက္ကသိုလ်တွေကိုတွတ်တက်ပြီးတော့လက်ရည်တို့တင်နေလိုက်မှတ်အဲ့လိုလုပ်တဲ့အခါမှာအဲ့ဒီ lecture notes တွေကိုပြန်ပြီးတော့ကိုယ့်ရဲ့ဟိုအဖြစ်နဲ့ကိုယ့် essay ဖြစ်သို့မဟုတ်ဆရာရဲ့ပြောထားတဲ့ lecture ဖြစ်နေစာသားဖြစ်ပြောင်းရေးတဲ့အခါမှာအရန်ရှည်သွားတဲ့ lecture notes တွေကို key points တွေကိုထုတ်ပြီးတော့ပြန်ရေးတဲ့နည်းအဲ့လိုသိအောင်လို့ဆို passive writing ဆိုပြီးတော့သင်ကြတယ်ဟိုတော့ essay တို့ passive တို့ရှိတယ် passive writing ကဟိုတော့အင်္ဂလိပ်ကဟို Macmillan ထုတ်တာပဲ Macmillan စာအုပ်တိုက်ထုတ်တယ်အိန္ဒိယထုတ်တဲ့စာအုပ်အစိမ်းလေးတွေရှိတယ်ကျွန်တော်မှအိမ်မှာတော့ရှိတယ်မှမရှိဘူးဆိုတော့အဲ့ဒီဟာတွေဒီအဲ့ passive writing တွေကိုသင်ပြကြတယ်ပေါ့ဗျာ passive writing သင်ပြီးတော့ passive writing ကိုသင်ခဲ့ဘူးတဲ့လူကြီးတွေကဒီဘက်ခေတ်နဝတနာဖခေတ်နော်နောက်ပြီးတော့ဒီဦးသိန်းစိန်ခေတ်အန်တီခေတ်အဲ့ဒီခေတ်မှာပညာတက်လာတဲ့လူတွေထက် English ပိုကောင်းတယ်ဆိုတာဘာလို့လဲဆိုတော့သူတို့ကငကိုတဲ့ analytical writing ကို passive writing မှာသင်ရပြီးသား passive ရဲ့ summary နဲ့တူတူပဲဆိုရင် passive writing ကပိုပြီးစနစ်ကြအဲ့တော့ဒီ noun form ပြောင်းခြင်းဒီ nominalization လုပ်ခြင်းဒီ enhancing precision လို့ခေါ်တယ် precise ဖြစ်သွားအောင်ပိုပြီးတိကျသွားအောင်တကယ်အားကောင်းတဲ့အချက်လက်တွေကိုထုတ်ပြီးတော့ပြောပြနိုင်ဘူးဦးညီပေးနိုင်တယ်ပေါ့လေပိုပြီးကြစ်လက်သွားတယ်ပိုပြီး focus ဖြစ်တဲ့ representation ဖြစ်သွားတယ် academic frame ကအဲ့တိုင်းပဲ academic ရဲ့သဘောကဘာလဲဆိုတော့သူကအစီအစဉ်ကြရမယ်ဖြစ်ချင်တိုင်းဖြစ်နေလို့မရအောင် arbitrary လို့ခေါ်တယ်ဖြစ်ချင်တိုင်းဖြစ်ဟိုနေရာဒီရောက် introduction ဟိုလေကိုရောက် body ဟို phrase ကဟို paragraph ကထိပ်ဆုံးကိုရောက်တခါလေညီကုန်းနဲ့စထားတာမျိုးဖြစ်ချင်ဖြစ်အဲ့လိုမျိုးကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဒီဟိုဘယ်လိုပြောမလဲ aesthetic ပေါ့လေရတစာပေလိုမျိုးကိုစိတ်ထဲပေါ်ရသွားလို့မရဘူးသူအစနစ်တကျသွားရတာ focus ဖြစ်ကြတယ် structure ဖြစ်ကြတယ် and structure မဟုတ်ဘူးအဲ့လိုဖြစ်ရတာအဲ့ဒါဆိုတော့ဒီကြစ်လက်ဖို့တိကျဖို့ဆိုရယ်ကြစ်လက်တဲ့ကုံအရေးကြီးတာကျွန်တော်မြန်မာသားမှာကြစ်လက်တာဘာညာဆိုဩဇာကုံဘာညာပြောကြတာဟုတ်ဒီမှာ Udine English မှာတော့ brevity ခေါ်မှာပေါ့ precision brevity တူတူပါပဲကြစ်လက်တဲ့ကုံရှိရတယ်စာကိုကြစ်လက်ရေးလေရေးတဲ့စာအားကောင်းလေမကြစ်လက်တဲ့စာအဖတ်တာအားမကောင်းဘူးစင်မပြေဘူးကြစ်လက်ဖြစ်သွားတဲ့စာပိုအားကောင်းဆိုကြပါစို့ဗျာကဲဟိုအရင်တော့မြန်မာလိုတွေးအင်္ဂလိပ်လိုရေးတဲ့ဆိုတဲ့စာအုပ်တွေအများကြီးထွက်တယ်အဲ့လိုစာအုပ်တွေမှာဆိုကြပါစို့မြန်မာလိုပြီးထားတယ်ကျွန်တော်ကျောင်းသူနေ့စဉ်ကျွန်တော်ကျောင်းသူခြေချင်းသွားသည်ဆိုပြီးတော့ရေးထားတယ်ကျွန်တော်က I သွားသည်က go to ကျောင်းသူက school ခြေချင်းက on foot every နေ့တိုင်း every day ဆိုပြီးတော့လုပ်ကြတယ်မမှန်ဘူးလားဆိုတော့မှန်ပါတယ်ဒါပေမဲ့စာကြီးကပွားနေလေခြေချင်းသွားတယ်ဆိုတာလမ်းလျှောက်တာပဲလမ်းလျှောက်တာ walk လေ I walk to school every day ဆိုပြီးနောက်အဲ့လိုမဟုတ်ဘဲနဲ့ on foot ဆိုတဲ့ဟာကိုသင်ရင်လို့ဒီ go to ဆိုတဲ့ဟာကြီးကိုထည့်တွက်ပြီးတော့ခြေချင်းဆိုတဲ့ဟာကြီးကိုစွတ်ထည့်ရတာကျောင်းကို bicycle စီးသွားတယ်စပိန်စီးသွားတယ်ဆိုရင်လည်း I go to school by bike to bicycle လို့လောက်ကြသေးတယ်အမှန် I bicycle သို့မဟုတ် cycle သို့မဟုတ် bike to school ဆိုရင်တန်းသုံးလို့ရတယ်သူ English မှာ morphology လို့ခေါ်တဲ့စကားလုံးတွေရဲ့ဖြစ်ပျက်ပုံစကားလုံးတွေဘယ်လိုဖြစ်လာတယ်လဲဆိုတာကိုလေ့လာတဲ့ပညာရှိတယ်အဲ့ဒီပညာမှာသူ theory တစ်ခုရှိတယ်
ဘာလဲဆိုတော့သူက every noun can be a verb တဲ့ noun မှန်များ verb ဖြစ်နိုင်တယ်ဖြစ်လို့ရတယ်အဲ့ဒါကိုခြေတည်ပြီးတော့လူတွေကစကားလုံးတွေအသစ်ထွင်ကြတယ်ထွက်လဲထွက်လာတယ်အများကြီးတာမန်အဖြစ်ဆိုကြပါစို့ဗျာဟိုပေါ့ဒီဘိုခင်ညွန့်ကကြိုက်တီးကိုသွားတယ်ပေါ့ဗျာဟယ်လီကော်ပတာနဲ့သွားတယ်အဲ့ဒါကိုတာမန်အင်္ဂလိပ်စာတက်တဲ့သူတယောက်ကိုရေးခိုင်းလို့ရှိရင်သူဘယ်လိုထွက်လာမလဲဆိုရင်ဘိုခင်ညွန့် flew to ကြိုက်တီးကိုဘဂိုတာဘိုင်းဟယ်လီကော်ပတာဘာညာလုံးမှာပေါ့နော်အဲ့လိုမျိုးထွက်လာလိမ့်မယ်မမှန်ဘူးလားဆိုတော့မှန်တာပေါ့ဒါပေမဲ့စောတော့ပြောတဲ့ theory ကပြန်ကောက်ပြီးတော့ပြန်သွားမယ်ဆိုလို့ရှိရင် helicopter ဆိုတော့ verb အနေနဲ့သုံးလို့ရတယ်သုံးချလိုက်တကယ်လည်းသုံးလို့ရတာပဲဘိုခင်ညွန့် helicopter to ကြိုက်တီးကိုဘဂိုတာဆိုပြီးတာပဲပြီးသွားပြီပိုတောင်ကြစ်သေးတယ်ကြစ်လက်မှုအကုန်တစ်မျိုးပဲအဲ့တော့ကျွန်တော်တို့က academic writing ရေးတော့မယ်ဆိုလို့ရှိရင်ကြစ်လက်တဲ့ဂုံကိုကျွန်တော်တို့သတိထားရမယ်ငါရေးတဲ့စာပွားနေသလားဆိုတာကိုကြည့်ရမယ်နောက်ပြီးတော့သူများရေးတဲ့စာဥမာများသောအားဖြင့်ဒီ academic writing မှာဆိုကြပါစို့ကျွန်တော် IELTS သင်တို့ဘာတော့မှာ general reading မှာဆိုလို့ရှိရင်စကားလုံးတွေကstomach ပုံစံတွေ essay ပုံစံတွေတစ်မျိုးဖြစ်တယ် reading မှာပေါ့နော် academic မှာကြတော့သူကငကိုတွေက brevity ပါပြီးသားချစ်လက်ရေးထားတဲ့စာတွေကများတယ်ဆိုတော့ကိုယ့်ရဲ့ brevity ကိုလေ့ကျင့်မယ်ဆိုလို့ရှိရင် academic writing ကိုလေ့ကျင့်မယ်ဆိုလို့ရှိရင် general reading ကဟာတွေကိုကြည့်ပြီးတော့အဲ့ဒီဟာတွေကို normalization လုပ်ကြည့်ခြုံကြည့်အဲ့လိုမျိုးတွေလုပ်ကြည့်ရတယ်အဲ့လိုလုပ်ကြည့်ရင်လည်းကိုယ့်ရဲ့ English ကတဖြည်းဖြည်းနဲ့တက်လာဒါမျိုးကိုငါနောက်တစ်မျိုးဘယ်လိုပြန်ရေးလို့ရတယ်ပိုကျစ်သွားအောင်ဘယ်လိုလုပ်လို့ရစာကြောင်း3-4ကြောင်းရှိလို့ဆိုတော့တစ်ကြောင်းနဲ့ဖြစ်သွားအောင်ဘယ်လိုပေါင်းလို့ရလဲအဲ့လိုမျိုးတွေကျွန်တော်တို့လေ့ကျင့်ရတာပေါ့လေကြည့်အောင်လုပ်ရတယ်တစ်ခါကြားလို့ရှိရင်အဲ့လိုကြည့်အောင်လုပ်တဲ့ဟာဘယ်လိုပြောမလဲဆိုတော့စာဖတ်တဲ့သူရဲ့မျက်စိထဲမှာပို့ပြီးတော့စောနာပြောသလို enhance clarity ပေါ့နားလည်လွယ်တယ်ရှင်းလင်းပြတ်သားပြီးတော့မျိုးလုံးနဲ့မျက်စိထဲမှာစိတ်မြင်ကွင်းမှာပေါ်လာစေတယ်ပေါ့ကျွန်တော်ထင်တယ်6တန်းနှစ်မှာနဲ့ထင်တယ်သင်ရတာ Cinderella လေ Cinderella သင်ရတယ်လေ Cinderella ပုံမြင်ပေါ့လေအဲ့ဒီမှာ Cinderella လေးကညတကောင်သားရောက်လာတော့ तू ဆူတောင်းတာပြေတော့မှာဟုတ်7နာရီကျော်ပြေတော့မှာဆိုအခန်းထဲကပြေးထွက်တယ်ပြေးထွက်ပြီးလေကားကိုဒုံဆိုင်ပြီးပြေးဆင်းသွားတယ်ပြီးတော့ရထလုံးပေါ်ကိုကမန်းပုံတက်တယ်အဲ့ဒါကိုကျွန်တော်တို့အဲ့ဒီစာကြောင်းကိုကျွန်တော်မမေ့ဘူးတော်တော်ကောင်းလို့သူကတကြောင်းနဲ့ရေးရတာအဲ့3ကြောင်းစာ She ran out of the room နဲ့ down the stairs into the coach ran ဆိုရ buff တလုံးနဲ့ကိုသုံးပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံး preposition နဲ့ချိတ်သွားတာဆိုတော့ကအဲ့ဒီစာကြောင်းကိုတကြောင်းနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဝက်ကြ3ကြောင်းဖြစ်နေပြန်ပြောင်းရေးမယ်ဆိုလို့ရှိရင် Cinderella ရဲ့ action သူ့ရဲ့ movement သူ့ရဲ့အရင်လိုနေမှုအဲ့ဒီဟာတွေကမျက်လုံးထဲမှာပေါ်လာတော့မှာမဟုတ်ဘူးတကြောင်းနဲ့ပေါင်းရေးလိုက်တော့မှ तू ကအရင်လိုနေတယ်သူ့ action ကလုံးဝကိုတိတာနေအဲ့လိုဟာမျိုးပေါ်လာတာဆိုတော့အဲ့ဒါဒီကြစ်လက်မှုရဲ့ဂုဏ်ပဲ academic writing academic English မှာလည်းအဲ့ဒီဟာဒါအရေးကြီးတယ်ကြစ်လက်ရတယ်မကြစ်လက်လို့မရရှည်လျားထွေပြားလိုမျိုးရှောက်ရေးလို့မရကျွန်တော်တို့ငယ်ငယ်ကရေးသလိုမျိုးကြိုက်တီးဖျားဘူးသွားတယ်လို့ဒါမှမဟုတ်လို့ရှိရင်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုသွားတယ်လို့ဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းရွာသူအလဲတစ်ခေါက်တို့ပါလို့ဆိုရင်ဒါစာရေးရမှာစာမျက်နှာ3-4မျက်နှာလောက်ရေးရမှာ2မျက်နှာလောက်အထိအိမ်ကမထွက်ရသေးဘူးရေချိုးတာဘယ်လိုလုပ်တယ်သွားတိုက်တယ်မျက်နှာတက်တယ်ဘာလိမ့်တယ်ဘသူ့ကိုဘာပြောတယ်မနှက်စာဘာနဲ့စားတယ်အကုန်ရှောက်ရေးတယ်မပြီးတော့အဲ့လိုမျိုးမလုပ်ရဘူးပေါ့လေဒါကလေးကလားဆန်တယ်စာရှည်တိုင်းကောင်းတာမဟုတ်ဘူးဆိုတာအဲ့ဒါ academic English မှာကြာရင်ချစ်လက်ကရတယ်နောက်ပြီးတော့နားလည်လွယ်ရတယ် formal ဖြစ်ကြတယ် formal ဖြစ်တယ်ဆိုတာစောနာပြောသလိုဘောင်တစ်ခုလိုဝင်နေရတယ်နောက်တစ်ခုကကြတော့ဒီ normalization လုပ်တယ်ဆိုတာကဘာကိုထောက်ကူပြုလဲဆိုတော့ complex sentence တွေကိုပို့ပြီးတော့ဖတ်တဲ့သူတွေအနေနဲ့ idea ကိုနားလည်အောင်လို့ idea တွေပေါင်းပြီးတော့ဖော်ပြရမှာလွယ်ကူသွားအောင်လို့ဆိုတော့သူအထောက်ကူပြုပေးတယ်ပေါ့ဒီထဲမှာစာဖတ်တဲ့သူတွေပါပါလိမ့်မယ်ကျွန်တော်ပြောတာ English novels တို့ပါတော့ဖတ်တဲ့သူတွေပါမှာပေါ့နော်အဲ့ဒီမှာတချို့ novels တွေမှာဆိုလို့အထူးသဖြင့်ဒီ19ရာစု20ရာစု18ရာစုအဲ့ဒီတုန်းကတကယ် classic writers တွေရေးတဲ့ novels တွေမှာဆိုရင်ဆိုကြပါစို့ Charles Dickens တို့နောက်တစ်ခါ Herman Melville တို့အဲ့လိုမျိုးသူတို့ဟာတွေမှာဆိုရင်ဝက်ကြတစ်ကြောင်းနေပြီမဲ့တမျက်နှာလောက်ဖြစ်သွားတာရှိတယ်ဘယ်ဟာ main verb မှန်းတော့မသိဘူး
ဂျားထဲမှာ तू embedded clause တွေအများကြီးပဲ comma တွေထည့်ပြီးတော့ထိုးထည့်ထားတာအများကြီးပဲဘယ်ဟာ main verb လဲဆိုတာမနှဲရှာအဲ့လိုဟာမျိုးတွေကြားလို့ရှိရင်ကျွန်တော်တို့ကဒီ nominalization ကိုကောင်းနားလည်ထားတဲ့လူတယောက်ကအဲ့ဒီဟာတွေကိုဖတ်ဖို့မခက်ဘူးဘယ်ဟာ main verb လဲဘယ်ဟာကသူ့ရဲ့ main verb နဲ့အဓိကတွဲလိုက်တဲ့ object လဲဆိုတာတန်းပြီးတော့မြင်တယ်ဂျားရဲ့ embedded clause တွေကပွင့်လင်းပြောရင်ဘာနဲ့တူတယ်လဲဆိုတော့အဲ့ဒီအထာကိုနှက်တဲ့လူတယောက်ကအဲ့ဒီလူစာမျိုးဖတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီကြောက်စလစ်ခဲတို့စက်ကူတို့နောက်တစ်ခါဖော့တို့အဲ့ဒီဟာလေးတွေအကုန်လုံးစုပြီးတော့လက်ထဲကင်တာပြီးရေကန်နဲ့ပစ်ချလိုက်တယ်ကြောက်စလစ်ခဲဆိုတန်းမြုပ်သွားတယ်ဖော့လေးတွေတော့ပေါ်နေမယ်စက်ကူလေးတွေတဖြည်းဖြည်းရေဆူပြီးတော့မှရေမျက်နှာပြင်အောက်မှာမြို့တော့ပေါ်တော့ဖြစ်နေမယ်အဲ့လိုမျိုးပဲဒီလို nominalization ရဲ့သဘောတရားကိုသိတဲ့သူကအဲ့လိုစာမျိုးတွေဖတ်တဲ့အခါမှာချက်ချင်းအဲ့လိုတန်းမြင်ဘယ်ဟာတော့အဓိကဘယ်ဟာတော့တာမညာဆိုနောက်တစ်မျိုးပြောရလို့ရှိရင်ဘယ်ကောင်ကတော့ topic sentence ဘယ်ကောင်ကတော့ supporting sentence တန်းမြင်ဒီကောင်ဘယ်ကောင်ကတော့တကယ် main message main idea ဘယ်ကောင်ကတော့ supporting idea ဒါအရေးမကြီးဘူးတန်းမြင်အဲ့ဒါပေါ့ဒီဟာက reading အတွက်လည်းအထောက်အကူပြုတယ် writing အတွက်လည်းတကယ်အရေးကြီးတဲ့ concept ဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်အရေးကြီးလို့သဘောထားပြီးတော့ရှေ့မှာကျွန်တော် what is academic english လို့ပါတော့ PowerPoint တွေပြင်ထားတယ်3 ခုလောက်ရှိတယ်အဲ့ဒါမသိမင်းနဲ့ဒီဟာကိုကြော်တင်တာအဲ့ဒါကြောင့်ဒီ concept ကိုနားလည်ဖို့လိုတယ်ပေါ့လေကြည့်လိုက်ရင်တော့တာမန်ဘာမှမဟုတ်ဘူးလို့ထင်ရပြီမယ်အဲ့ဒါအရေးကြီးတယ်ဒီထိမေးစရာရှိလားမသိဘူးမေးချင်မေးလို့ရတယ်နော်ခဏစောင့်ပါမယ်မေးချင်မေးပါမဟုတ်ရင်ကျွန်တော်ဆက်သွားပါမယ်ဟုတ်အဲ့ဆိုကျွန်တော်ဆက်သွားလိုက်တော့မယ်နော်ဘယ်သူမှတော့ဘာမှပြောတာမတွေ့လို့ဒီပါအဲ့ဆိုဆက်သွားလိုက်မယ်သူက formality နဲ့ objectivity ကိုဘယ်လိုအထောက်အကူပြုတယ်လဲဆိုတဲ့ဥစ္စာကျွန်တော်ဒီမှာ example state တွေပေးထားတယ်တကယ်တော့ဒီဟာကဒီ PowerPoint ဒီကျွန်တော်ရေးထားတဲ့ဒီ nominalization နဲ့ပတ်သက်ပြီးရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုကျွန်တော် PowerPoint ပုံစံမျိုးပြန်လုပ်ထားတာဖြစ်ပါတယ်အဲဆောင်းပါးကကျွန်တော် PowerPoint လုပ်ထားပြီးမှဆောင်းပါးဘယ်နှရောက်လို့ရောက်မှမသိဘူးဖြစ်နေဒါပေမဲ့အဲ့ဒါကိုကျွန်တော်ဆောင်းပါးတွေးတဲ့အခါကျွန်တော်ဒီ group တင်မှာပြန်ပြီးတော့တင်ပေးပါမယ်ဆောင်းပါးအနေနဲ့ဖတ်လို့ရအောင်ပေါ့နော်ဆောင်းပါးမှာတော့ကျွန်တော်ကိုးကားပါညာအကုန်လုံးထည့်ပေးထားတာပေါ့လေဒီမှာတော့အဲ့လိုပြည့်စုံမပါဘူးပေါ့ဆိုတော့ကျွန်တော်တို့ဒီမှာဒီ examples လေးကိုကြည့်လို့ရတယ်ပထမ examples မှာဘာတွေ့မလဲဆိုရင် the researchers discovered that the method improved performance လို့ပြောတယ်ပေါ့နော်အဲ့ဒါကိုသူကပို့ပြီးတော့ formal ဖြစ်တဲ့ expression မှာဘယ်လိုဖြစ်မလဲဆိုတော့ the researchers discovery of the methods improvement in performance ဆိုပြီးတော့ဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်ကြည့်ဘာကွာသွားလဲပေါ့ discover ဆိုတဲ့ verb ကိုသူက nominalize လုပ်လိုက်တယ် discovery ဆိုပြီးတော့လုပ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့ subject ဖြစ်တာ ਨੇ apostrophe s ခံပေးလိုက်တယ်သူတို့ connection ကို apostrophe s နဲ့ပြတယ် discover ရဲ့နောက်မှာလဲသူက object ပုတ်ရှိသေးတယ် that နဲ့စတဲ့ clause ပေါ့လေ that the method improved performance ပေါ့အဲ့ဒီဟာကိုသူက discover နဲ့သူ့ရဲ့ object ပုတ်နဲ့ကြားထဲမှာအချိတ်ဆက်ကိုဘာနဲ့ထပ်ပြလဲဆိုတော့ဒီ possessive preposition ပေါ့လေ of နဲ့ထပ်ပြတယ် discovery of the methods improvement in performance ဆိုပြီးတော့ပြတယ်ဒီလိုစာကြောင်းမျိုးဒါဒီစာကြောင်းကတော့ sentence မဟုတ်တော့ဘူးပေါ့နော်ဒီစာကြောင်းကဒါလုံးဝ noun phrase ဖြစ်သွားပြီဒါပေမဲ့ဒီလိုစာကြောင်းမျိုးရေးတတ်ဖို့ပြန်ပြောင်းရေးတတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာနားလည်ရမလဲဆိုတော့ preposition ကစားတာတွေကိုနားလည်ရမယ်စောနာကပြောတာကျွန်တော်ဒီ nominalization လုပ်တာကတာမန်အဖြစ်ဆိုခက်တယ်လို့မထင်ရပါပဲတကယ်ဆိုရင်ဒါပညာပါတဲ့ကိစ္စဖြစ်တယ်လို့ပြောတာအဲ့ဒါကြောင့်ဒီမှာအဓိကကြတဲ့အချက်ကျွန်တော်ပြောချင်တဲ့အဓိကကြတဲ့အချက်ပါလဲဆို hypothesis လို့ပဲဆိုကြပါစို့အဆိုချမ်းပေါ့လေလုံးဝ theory အဆင့်မရောက်သေးဘူးအဆိုချမ်းတနေရာမှာချွင်းချက်ရှိကောင်းရှိနိုင်တယ်သို့တော်အများအပြားမှန်တယ်ပေါ့အဲ့သဘောကိုပြောတာအဲ့ဒါဆိုရင်ဘာလဲဆိုတော့
ဒီလို discover buff ပေါ့နော်ဒီ buff ရဲ့နောက်မှာရှိတဲ့ object ဒီ improve ဆိုတဲ့ buff ရဲ့နောက်မှာရှိတဲ့ object အဲ့လို buff နောက်က object တွေနဲ့တွဲတဲ့အခါမှာများသောအားဖြင့်ကအများဆုံးအားဖြင့်သူ့ရဲ့ချိတ်ဆက်မှုကိုပြောချင်လို့ရှိရင် off နဲ့သုံးတယ်တော်တော်များများမှာတွေ့ပါလိမ့်မယ် discovery of လို့သူပြောင်းလိုက်တယ် discovery of the methods improvement နံပါတ်တော့ apostrophe s ရဲ့သဘောကလည်း off ရဲ့သဘောနဲ့တူပါပဲဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ tone ကပို့ပြီးတော့ formal ဖြစ်သွားတယ်အပေါ် sentence ကိုကြည့်လို့ရှိရင် the researcher ဆိုတာမှာ focus ကရောက်နေတယ်တွေ့လိမ့်မယ်သူ focus က the researchers မှာ focus အောက်က focus ကကြတော့ the researchers discovery ဖြစ်သွားတယ် the researcher မဟုတ်တော့သူတည်တည်ရဲ့ရှာဖွေတွေ့ရှိမှုဖြစ်သွားတယ်သူတည်တည်တွေမဟုတ်တော့သူတည်တည်လို့ပြောရင် subjective ဖြစ်နေဦးသူတည်တည်ရဲ့ရှာဖွေတွေ့ရှိမှုလို့ပြောလိုက်တဲ့ကိုယ့်ရဲ့ tone က objective ဖြစ်သွားတယ်အဲ့ဒါလေးပါ discovery of the methods improvement in performance လို့ပြောတယ် improvement for performance မရဘူး of performance မရဘူးဒီပြည့်ပြောင်းကုန်တယ်ဆိုတော့ဒီနေရာမှာ in performance ဒီမှာကျတော့သူ preposition ကို in သုံးတယ်ပေါ့လေနောက်တစ်ခုနောက် example 2မှာ the committee decided to revise the guidelines ဆိုပြီးတော့ sentence ဖြစ်တယ်ဒါ sentence ပေါ့နော်အဲ့ sentence ကို nominalize လုပ်လိုက်မယ်ဆိုရင် the committee's decision to revise the guidelines ဆိုပြီးဖြစ်သွားတယ်ဒါကြတော့ noun phrase ပဲဖြစ်သေးတယ်ပေါ့နော်ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကိုပဲကျွန်တော်တို့ကထပ်ပြီးတော့ revise ဆိုတဲ့ဟာကြီးကို to infinitive ဖြစ်နေတာကိုကြည့်မရလို့ပြောင်းမယ်ဆိုရင်ပြောင်းလို့ရသေးတယ် revise ကို buff အနေနဲ့ sorry noun အနေနဲ့ပြောင်းမယ်ဆို revision ဆိုဖြစ်တာဟုတ် the committee decision for သုံးဖို့ on for သုံးလို့ရတယ် on သုံးလို့ရတယ်ဘာလို့လဲဆိုတော့ decide ရဲ့နောက်မှာ decide ဆိုတဲ့ verb ရဲ့နောက်မှာ object တန်းလိုက်တယ် decide ဒီ transitive verb object တန်းလိုက်တဲ့ကိရိယာလို့ပြောပေမဲ့တခါတလေကြားလို့ရှိရင် object မလိုက်ဘဲနဲ့ကြားထဲမှာ preposition လိုက်မယ်ဆိုလို့ရှိရင် on ခံလေးရှိတယ်သုံးဖို့ဒီနေရာမှာ for ပေါ့ for သုံးဖို့ on ဒီနှလုံးရ the committee decision for the committee's decision on revision of the guideline revise နဲ့ the guideline နဲ့ကြားရဲ့အခြေဆက်ကိုတော့ကျွန်တော်တို့က preposition of နဲ့ပြတယ်ဒီထဲမှာကျွန်တော်နဲ့ friends Facebook မှာ friends မဖြစ်ထားတဲ့သူတွေဆိုရင်တော့သိကြမှာသိမယ် friends ဖြစ်နေတဲ့သူတွေဆိုရင်တော့ကျွန်တော်စာ Facebook မှာစာတော်တော်များရေးလေးရှိတာသိပါလိမ့်မယ်အဲ့မှာကျွန်တော် preposition တွေအကြောင်းရေးထားတဲ့ဘယ်လိုပြောမလဲစောင်းမတော့မဟုတ်ဘူးဗျာ post တွေရှိတယ်တကယ်အခြေခံကြတဲ့အချက်တွေပေါ့လေအဲ့လိုမျိုး preposition ရဲ့သဘောတရား concept တွေကိုနားလည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ nominalization လုပ်တဲ့နေရာမှာစာရေးတဲ့နေရာမှာဒါအသုံးဝင်တယ်ဆောနာကကျွန်တော်ပြန်ပြီးတော့သတိရလို့ပြောလိုက်တဲ့Cinderella ပုံမြင်တွေက sentence ၃ကြောင်းကိုတစ်ကြောင်းနဲ့ပေါင်းထားတဲ့ sentence လိုပဲသူ preposition ကစားသွားတယ် preposition ကစားပြီးတော့ preposition နိုင်နဲ့ကစားနိုင်တဲ့သူကစာဟန်တွတ်အောင်လုပ်နိုင်တယ်စာဟန်တွတ်သွားတယ် lively ဖြစ်သွားတယ်အသက်ဝင်တယ်တွတ်တယ်အဲ့လိုဖြစ်သွားတယ်ကျွန်တော်စုံတော်ဝတ္ထုတွေဖတ်ရဝါသနာပါတယ်ဝါသနာပါတော့ဟိုးရင်တွေကဒီ Sherlock Holmes တို့နောက်တစ်ခါဒီ James Bond တို့အဲ့လိုမျိုးစာအဟောင်းထဲမှာဝယ်ဖက်လေးရှိတယ် James Bond စာအုပ်တုပ်ထဲမှာကျွန်တော်ဖတ်မိတဲ့စာကြောင်းလေးတစ်ကြောင်းကျွန်တော်မှတ်မိတယ် James Bond ကမှုတယ်အောက်မှာစောင့်နေလို့ဆိုပြီးတော့ဗမန်ကလေးသူကဘောင်းမီကိုအပြေးလွှားနဲ့ဝစ်ပြီးတော့အောက်ကိုဆင်းသွားတယ်ဆိုတော့သူကရေးထားတာဘောင်းမီအပြေးလွှားဝစ်တာကိုသူကဘယ်လိုရေးလဲဆိုတော့ he jumped into his trouser ဆိုပြီးတော့ရေးတယ်တာမန်ကျွန်တော်မြန်မာလူမျိုးတွေအတွေးနေဆိုဘလို့မှစဉ်းစားမိမှာမဟုတ်ဘောင်းမီတွေကိုခုံဝင်သွားတယ်ဒါပေမဲ့ तू ကပေါ်တယ်သူ့ movement ကပေါ်တယ်သူ့ရဲ့ enhance ပေါ်တယ်အလင်းစလိုဖြစ်နေတဲ့အမှုကတန်းပေါ်တယ်အဲ့လိုမျိုးအဲ့တော့ကစာရေးမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးမျိုးလုံးနဲ့ပေါ်အောင်လို့ရေးရတယ်အတန်ပေါအောင်ဟန်ပေါအောင်ဟောအားရှိအောင်အဲ့လိုမျိုးရေးရတယ်ပေါ့နော်သူကတကောက်ဝုန်းနေနေအောင်ဖွင့်လိုက်တယ် he banged the door open သူကတကောက်စောင်းကံမှုဖွင့်တယ် he kicked the door open အဲ့လိုမျိုးပေါ့သူကခန်းထဲကနေတခါရဲလှစ်ကနေပြေးထွက်သွားတယ်မြားနဲ့ပြစ်တယ်လို့မျိုးပေါ့နော် he darted out of the room ဒီအဒီ dart ကမြားနဲ့ပြစ်တယ်ပြော
he rushed out of the room အဲ့လိုမျိုးဆိုကြပါစို့စစ်တပ်ကမြို့ကိုမှုန်တိုင်းမှွေလို့ဝင်မှွေသွားတယ် the army stormed the town အဲ့လိုမျိုးတွေဒီမျက်လုံးထဲမှာပေါ်နေပါနေအတန်ပါရင်ပါမယ်ဟန်ပါရင်ပါမယ်အဲ့လိုစကားလုံးတွေနဲ့ကြစ်လက်အောင်ပို့ပြီးအားရှိအောင်ကျွန်တော်တို့ကဒီ academic vocabulary ပဲဖြစ်ဖြစ်ဒီတိုင်း general ပဲဖြစ်ဖြစ်စာရေးရင်အဲ့လိုမျိုး brevity ကိုတဲ့ဒီကြစ်လက်မှုကိုပါအောင်လို့ကျွန်တော်တို့ရေးရတယ်ပေါ့လေဒီမှာတော့ nominalization ဒီကြစ်လက်မှုကိုပုံပြီးအားကောင်းတော့အောင်လုပ်ပြီးတဲ့ process ဖြစ်တယ်ပေါ့ဒီ concept ကအားကြောင့်ကျွန်တော်တို့ရေးကြည့်တယ်လို့ခဏခဏပြောတာဖြစ်ပါတယ်နောက်တစ်ခုက objectivity and impersonal tone လို့ impersonal personal ဆိုတာပုဂ္ဂလကိုနဲ့ဆိုင်တယ် impersonal ဆိုရင်ဓမ္မဒိဋ္ဌံကိုနဲ့မဆိုင်ဘူးသဘောတရားရဖြစ်သွားပြီ neutral ဖြစ်သွားပြီအဲ့လိုပဲဘတ်လိုက်တယ်ဆိုတဲ့စကားလုံးရှိတယ် partial ဆိုတာဘတ်လိုက်တယ်အဲ့စကားလုံးတွေအကြောင်းစဉ်းစားစကားလုံးတစ်လုံးကိုတွေးတဲ့အခါကျွန်တော်ကဘယ်လိုဖြစ်စေချင်လဲဆိုတော့အဲ့စကားလုံးတွေရဲ့သူ့ရဲ့စကားလုံးတွေရဲ့ word family ပေါ့သူ့ family ကိုစဉ်းစားစေချင်တယ်အဲ့ဒါမှကိုယ့်ရဲ့ vocab ကတိုးတာ vocab တိုးအောင်လုပ်နေရအဲ့ဒါပဲဘလို့မကြက်ရဘူးစာနဲ့စာအုပ်နဲ့ရေးမမှတ်ဘူးကျွန်တော်တို့ငယ်ငယ်တော့အများကြီးလုပ်ဘူးလေဝါဟာရဘန်ဆိုပြီးတော့ word band ဆိုပြီးတော့ကျွန်တော်တို့စာအုပ်ဗလာစာအုပ်တွေအများကြီးရေးပြီးတော့ရှိသမျှဟာတွေအကုန်လုံးကူးရေးကိုယ်ပိုင် sentence တွေတိဆောက်ရေးကြည့်တယ်5 6 9 9 10 20 30လောက်ထိရေးဘူးတယ်ဘယ်လောက်မှတ်မိလဲဆိုဘယ်လောက်မှအဲ့လောက်ကြီးမမှတ်မိဘူးကျွန်တော်လေးလာခဲ့တဲ့ပုံမှားခဲ့တာပေါ့လေပြင်မန်းတာပဲဖတ်တယ်မမှတ်ဘူးတကယ်တော့စကားလုံးတွေကအဲ့လိုမျိုးမှတ်ရတာမဟုတ်ဘူးစကားလုံးတွေကအဲ့လိုမမှတ်ကြဘူးကျွန်တော်တို့ရဲ့စကားလုံးမှတ်မှုကိုကျွန်တော်တို့ limit ကိုနည်းနည်းလေး extend လုပ်ရတယ်ကိုယ့်ရဲ့ limit ကိုယ့်ရဲ့ boundary ကို extend လုပ်ရတယ်ဆိုကြပါစို့ကျွန်တော်တို့သိနေတဲ့စကားလုံးတွေပဲလက်ပတ်သုံးနေမယ်ဆိုလို့ရင်ကိုယ့်ရဲ့ English ကတိုးလာတော့မှာမဟုတ်ဘူးမတိုး morphology မှာပြောထားတဲ့ဒီဝါဟာရတိုင်းကစင်ပွားလို့ရတယ်ဥပမာ every noun can be a verb ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးဟိုကဖြစ်ပြီး risk ယူပြီးသုံးရတယ်လူတိုင်းကနေ့စဉ်ဘဝမှာလည်း risk ယူရတယ်အိမ်ကနေပြီးတော့အလုပ်ကိုသွားဖို့ကားလန်ကူးဖို့ဆိုရင်ဟိုဘက်ကားဒီဘက်ကကြည့်ရတယ်ကားတွေလာနေလို့မကူးဆိုလို့ရှိရင်ဟိုဘက်ကန်းအောင်မရောက်ရုံပဲရှိဘူးနောက်ဆုံးတော့အနေကင်းအောင်အချိန်ကိုတတိနဲ့ဟိုကဖြစ်ပြီးကူးရတာပဲထိုနည်း၎င်းပဲစာရေးတဲ့အခါမှာလည်း risk ယူရတယ်ငါမှားသွားလားဆိုရဲစိတ်မျိုးမထားဘူးငါရေးကြည့်မယ်ဆိုတဲ့ဟာမျိုးပြောကြည့်မယ်ဆိုတာမျိုးလုပ်ရတယ်ဆောနာကကျွန်တော်ပြောတဲ့အထက်မှာဆိုကြပါစို့ရဲ့ဟိုအဲ့လိုမျိုးသာ risk ယူပြီးမရေးခဲ့ဘူးဆိုလို့ရှိရင်ငါเจ้าကိုလမ်းလျှောက်သွားတယ်ဆိုရဲခြေကျင်သွားတယ်ဆိုရဲ sentence မျိုးမှာ I go to school every day on foot နဲ့ခုချိန်ထိဖြစ်နေမှာနည်းနည်း risk ယူတဲ့သူကလမ်းလျှောက်သွားတယ်ဆိုရင် walk ဘယ်လိုလမ်းလျှောက်တယ်လဲဟိုရှက်ပြလမ်းလျှောက်တယ် shuffle ဒါမှမဟုတ်လို့ရှိရင် AC လမ်းလျှောက်သွားတယ် stroll အဲ့လိုမျိုးတွေပြောင်းတိုးသွားနိုင်တယ်လူရပါသွားလိမ့်မယ်အဲ့ဒါမျိုးက risk ယူရေးတဲ့သူမှတဖြည်းဖြည်းတက်တာဆိုတော့ဒီမှာဒီ personal ဆိုတာကိုတွေးလို့ရှိရင်ဒါကိုယ့်နဲ့ကိုယ်သိရမယ် personal ဆိုတဲ့ဥစ္စာက polar data ဖြစ်တယ် person နဲ့ဆိုင်တယ်နောက်က al ပေါင်းလိုက်တဲ့ adjective ဖြစ်သွားတယ်သူ့ရဲ့ရှေ့ဆက်ဖြစ်တဲ့ prefix က im က not နဲ့တူတူပဲ personal မဟုတ်ဘူးဆို impersonal ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ polar data မဟုတ်တဲ့ဟာဓမ္မ data ဖြစ်တဲ့ dome ဖြစ်တယ် objective dome ဆိုတာအဲ့ဒါပဲ subjective objective ဆိုတာ subject object ဆိုတာကျွန်တော်တို့ grammar pattern တွေမှာအများနဲ့ကြားနေတဲ့အဓိပ္ပာယ်မျိုးမဟုတ်ဘူးဒီမှာက subject object က subject ဒီ polar data ဖြစ်တော့ငါဆွဲတော့ဆိုတဲ့သဘော objective ကဓမ္မ data ကြတော့ငါမဆွဲတော့ရုပ်ပုံရဆန်တော့အဲ့သဘောအဲ့လိုသွားတယ်အဲ့ impersonal နဲ့အဓိပ္ပာယ်တူတဲ့ဟာမျိုးရှိသေးတယ် impersonal နဲ့ခက်ဆင်တယ်ပေါ့အဓိပ္ပာယ်တူတာတော့မဟုတ်ခက်ဆင်တယ်အဓိပ္ပာယ်မရှိဘူး impartial ဆိုတာ impartial ဆိုတဲ့ဥစ္စာကိုစကားလုံးကိုစဉ်းစားကြည့် impartial ဆိုအဲ့စကားလုံးကဘယ်ကလာ part ကလာ part ကလူတိုင်းသိတယ်အစိတ်ပိုင်းဆိုတာတစ်ခုလုံးမဟုတ်ဘူးတစ်ခုလုံးကိုမကြည့်ဘဲနဲ့ဒီအစိတ်ပိုင်းလေးကိုဆွဲနေအစိတ်ပိုင်းဖြစ်တော့အစိတ်ပိုင်းကိုဆွဲနေတော့အစိတ်ပိုင်းနဲ့သက်ဆိုင်တော့ဆိုရဟာ partial ဆိုတာဖြစ်လာတယ်စကားလုံး til ပေါင်းလိုက်တယ် il ပေါင်းလိုက်တယ် adjective ဖြစ်သွား partial စိတ်ပိုင်းကိုဆွဲနေတော့တနည်းအားဖြင့်
ဘတ်လိုက်တော့ဆိုပြီးဖြစ်တော့ partial အဲ့ဒါကိုရှေ့က in ထည့်လိုက်ရင် impartial ဆိုဘတ်မလိုက်တော့ impartiality ဘတ်မလိုက်မှုအဲ့သဘောမျိုးဆိုတော့စကားလုံးတစ်လုံးကိုတွေ့ရတာကျွန်တော်တို့အဲ့လိုမျိုးစကားလုံးတွေဝါရာတွေကိုကစားကြည့်တင်တယ်ဒီလိုလေးဆိုဥမာဆိုကြပါစို့ဗျာဆိုတော့ partiality ဆို impartiality တို့ပဲပြောကြပါစို့အဲ့စကားလုံးထပ်ကစားမယ်ငါဒါမျိုးကို buff လုပ်လို့မရဘူးလား impartialize မရဘူးလားရတာပေါ့ impartialize ဆိုရင်ဘတ်မလိုက်အောင်လုပ်တယ်ဘတ်မလိုက်အောင်ဖိအားပေးတယ် partialize ကိုမရဘူးလားဘတ်လိုက်အောင်လုပ်တယ်ရတာပဲစကားလုံးကအဲ့လိုမျိုးကိုယ့်အနေကိုထွင်ပြီးတော့ risk ယူရတယ်ကိုယ့်ရဲ့ limit ကို extend လုပ်ရတယ်ချဲ့ကြည့်ရတယ်အဲ့ဒါမှသင် vocabulary တိုးတယ်အသိဉာဏ်တိုးတယ်ပေါ့လေအဲ့လို risk taking မလုပ်ရတဲ့သူကရှေ့မရောက်တတ်ဘူးဒီဥကွန်လေးထဲမှာပဲဒီ boundary လေးထဲမှာပဲဒီ demarcation ပေါ့လေနယ်နိမိတ်မြင်းထဲမှာပဲပိတ်မိနေတယ်ကြော်မသွားတော့ဘူးဆိုတော့ကကျွန်တော်ဒီမှာ nominalization helps maintain an objective and impersonal tone by focusing on processes and results rather than individual actions ဆိုပြီးပြောတယ် nominalization ကြောင့်မို့လို့ objective ဖြစ်တဲ့ဓမ္မဋ္ဌိတံကြားတဲ့ impersonal နော်ပုဂ္ဂလဋ္ဌိတံမဟုတ်တဲ့ tone အဲ့ဒီ tone ကပို့ပြီးတော့အားကောင်းလာတယ်ပို့ပြီးအားကောင်းလာတတ်တယ် individual actions to focus မလုပ်ဘဲနဲ့ဖြစ်စဉ် process နဲ့ results ရလဒ်ပေါ်မှာပဲပို့ပြီးတော့အာရုံစိုက်တဲ့ပုံစံမျိုးနဲ့အားကောင်းလာတတ်တယ် examples တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် the team perform ဆိုပြီးပြောလိုက်တယ် the team perform ဆိုပြောလိုက်ရင် the team ကိုတည်ပြီးပြောတယ်ဆိုရင် subject မှာပေါ်နေပြီဒါဆိုရင် subjective ဖြစ်တယ်ကျွန်တော်တို့အဲ့ဒါကိုပြန်ပြီးတော့ subjective ကို nominalize လုပ်ပြီး objective ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင် the team's performance ကျွန်တော်ဆွမ်းနာပြောတဲ့ဥစ္စာမှာပါပါတယ်ဒီ perform ဆိုတဲ့ verb နဲ့နောက်ကသူ့ရဲ့တွဲလိုက်တဲ့ object အဲ့နှစ်ခုကိုဒီမှာပြန်ပြီးတော့ပြောတဲ့အခါမှာ noun form ပုံစံမျိုးနဲ့ပြန်ချိတ်တဲ့အခါမှာအလယ်ကချိတ်တဲ့ preposition ဒီ off နဲ့ချိတ်သွားတယ်သူ့ရဲ့ assess ကအဲ့ဒါနဲ့ချိတ်တယ်နောက်တော့အပြင်အဲ့လိုအားကြီးပြီး off နဲ့ချိတ်တာတခြား preposition နဲ့ချိတ်တယ်ဆိုတာနည်းပါတယ်ဆိုတော့ the team's performance of the analysis led to the conclusion of the treatment's effectiveness အပေါ်ကပြောတာလဲဝက်ကြပဲအောက်ကပြောတာလဲဝက်ကြပဲဟိုအရင်ဥမာတွေလိုမျိုး noun phrase မဟုတ်တော့ဘူးဒါပေမဲ့လည်းဘာထူးခြားသွားလဲဆိုတော့တုံးကလုံးဝကွာလေးတန်ကွာသွားတယ်တချို့ရှိတယ်နော်ဒီ scholarship တွေဘာတွေရှောက်တဲ့အခါမှာ personal statement ရေးရတယ် personal statement ဆိုတော့ကိုယ့်အကြောင်းကိုရေးရတယ်ဆိုပေမဲ့လည်း personal လို့ပြောပေမဲ့ဒါက academic setting မှာရေးရတဲ့ personal ဖြစ်တဲ့အတွက် not too personal လို့ပြောရမယ်ဒါကြီး personal မဆန်ရအောင်အဲ့တော့တချို့ကမသိဘူးဘယ်လောက်ထိတွေစိုးစိုးရွားရေးလဲဆိုတော့သူ့မှာ scholarship မပေးလို့ရှိရင်ဒီ scholarship ပေးတဲ့ organization ကြီးကဘာမှသုံးစားတော့မရတော့ကိုရေးလွတ်တာငါတို့လိုမျိုးဒုက္ခရောက်နေတဲ့နိုင်ငံလူတွေကိုငါလိုမျိုးတိုးတက်ခြင်းတဲ့စိတ်ရှိပြီးတော့အမတန်ကြိုးစားတဲ့လူငယ်တယောက်ကိုပေးလိုက်ခြင်းအပြင်မြန်မာနိုင်ငံရဲ့ပြည်သူတွေအကုန်လုံးကိုဥမာခေါင်းအနေနဲ့ကုညီရရောက်ပါတယ်ဘာညာတာရကဆိုပြီးတော့လုပ်ကြတာပေါ့နော်အဲ့လိုမရေးရအောင်အဲ့လိုမျိုးပေါ့တချို့ကြတော့လည်းဟိုဘယ်လိုပြောမလဲဒီနေရာမှာငါလွယ်ပြီးသူမှတင့်တော်တဲ့သူမရှိငါပဲပြီးတော့ဆိုတဲ့ဟာမျိုးတအားဘယ်လိုပြောမလဲဆိုတော့ဟို snobbish ပေါ့ဒါမှမဟုတ် arrogant ပေါ့နည်းနည်းမောက်မာတဲ့လေတဲ့ condescending tone လို့လည်းပြောလို့ရတယ်အပေါ်စီအထက်စီးလေတံပေါ့ patronizing tone ပေါ့ဆရာမကြီးဆရာကြီးလေတံပေါ့ patronize လုပ်တယ်ဆို patron ဆိုတာကဗမာလူဆိုနာယကပြောမှာပေါ့မှာဗျာအဖွဲ့အစည်းတစ်ခုရဲ့ဦးစီးဦးဆောင်ပုဂ္ဂိုလ်ပေါ့ဟိုထိတ်ဆုံးကနေနာယကဟိုထိတ်ဆုံးကနေနေတဲ့ပုဂ္ဂိုလ် supreme head ပေါ့အဲ့လိုလေတံမျိုးကြီးနဲ့ဟိုအထက်စီးက patronize လုပ်လို့ patronizing tone နဲ့လှမ်းပြောတယ်အဲ့လိုမျိုးကြရင်လည်းမပေးဘူး personal statement ဆိုတဲ့ဥစ္စာကိုယ့်ရဲ့ past ရဲ့ present တွေကိုပြောပြတယ် future plan ကိုသူတို့ပေးတဲ့ scholarship နဲ့ချိတ်ပြရတယ်အဲ့လိုဟာမျိုးမှပေးတယ်အဲ့ဒီလိုထုံးကလည်းပဲ formal ထုံးဖြစ်ကြတယ် not too personal အရင်မဆန်အောင် personal statement မှာလည်းအဲ့လိုရှိတယ် personal statement မြင်မဲ့ impersonal ဖြစ်ရတဲ့အနေအထားရှိတယ်ဘာလို့လဲဆိုတော့ academic setting မို့လို့အဲ့ဒီမှာလည်း nominalization ကရေးကြည့်တာပဲမယုံလိုက်ပြီး personal statement တွေလိုက်ကြည့်လိုက် academic setting မှာရေးတဲ့ personal statement မှန်များသည် nominalization များကိုသုံးရတယ်နောက်တစ်ခု example 2ကိုကြည့်မယ်ကျွန်တော်နည်းနည်းတော့ဟိုဖြစ်နေပြီကျွန်တော်ဟိုနည်းနည်းလေးမေးခွန်းပြန်မေးပြီးတော့ဖြစ်စရာရှိတဲ့အတွက်ခဏနေကျွန်တော်မိနစ်20လောက်လို့မှခဏရက်ပြီးတော့ကျွန်တော် face to face တချို့ဟာလေးကျွန်တော်နည်းနည်းလေးဟိုပြန်ပြီးတော့ clarify လုပ်ကြည့်ခြင်းတယ်ပေါ့လေ
example 2မှာကြည့်လိုက်ပါ the researchers evaluated how changes in policy affected outcomes ဆိုပြီးတော့အဲ့ဒီ sentence ကို normalize လုပ်လိုက်တဲ့အခါ researchers evaluation ဖြစ်သွားတယ်စဉ်းစားကြည့်နော် evaluation ဆိုတဲ့ဥစ္စာသုံးသက်အကဲဖြတ်တာစစ်ဆေးတယ်အဲ့လိုမျိုးပြောတာနော်အဲ့ဒါဘယ်ကလာလဲစဉ်းစား value ကလာမလား value ဆိုတန်ဖိုးဆိုတာလာကိုနိတုဆိုတာပဲနောက်တစ်ခါဟိုပါဘောနော် elevate ဆိုတဲ့စကားလုံးမြင့်တင်ပြီးတယ်ဘယ်ကလာလဲဆို level ကလာတာ level ဆိုရ root word ကလာတာရင်းမြစ်စကားကလာဒီမှာဆိုလဲ value ကလာတာ evaluate sure ဆိုရဲစကားလုံးကိုရှေ့က and ထည့်လိုက်တယ် ensure certain ဆိုတဲ့စကားလုံးကို as ထည့်လိုက်တယ်ရှေ့က ascertain အဲ့လိုဖြစ်သွားသဘောတွေအဲ့ဒါတွေပဲ praise ကို appraise လုပ်တယ်ရှေ့က ab ထပ်ထည့်လိုက်တယ် appraise ကချီးကျူးတာချီးမွမ်း appraise ကြတော့အကဲဖြတ်တာ appraiser လို့ပြောတယ်ကြောက်တွေပါတွေအကဲဖြတ်တာတော့အဲ့လိုမျိုးတွေဖြစ်သွားကြာပြတ်ပေါ့ဗျာအဲ့လိုမျိုးဒါ block တန်နဲ့ဘာညာလေးဖြတ်တာစကလုံးတွေကအဲ့ဒါကိုသိတဲ့စကလုံးကိုပဲရှေ့ဆက်နောက်ဆက်တွေရှောက်ဆင်းသွားလိုက်တယ်ကနောက်တောင်မဝင်ဘိဒံဘာညာဒါလေးကြည့်ရင်လည်းမှရှေ့ဆက်နောက်ဆက်ဆိုရဲဒီ affixation တွေကနားလည်လာတဲ့အခါကျလို့ရှိရင်စကလုံးတွေကိုယ့်အနေနဲ့ကိုနည်းနည်းပွားတက်လာစကလုံးပွားတက်လာစကလုံးပွားတက်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဘိဒံပေါ့လေကိုယ်ပိုင်ဒီဘိဒံကိုယ့်အနေနဲ့ကိုတိဆောက်တက်လာလိမ့်မယ်အဲ့ကြရင်ဝဟာရတွေကိုစုတူပြူလောက်ကြဟေ့ငါတို့ဟိုဟာလောက်ကြအသုံးလုံးနေတွဲမှတ်ကြဘာညာဆိုတာမျိုးမဟုတ်တော့ဘဲနဲ့အဲ့ဒါကြီးကြော်ပြီးမြင်သွားလိမ့်မယ်ဒါကြောင့်စကလုံးတွေကအချင်းချင်းကချိတ်ဆက်မှုနဲ့သွားနေကြတယ်စကလုံးချင်းချင်းချိတ်ဆက်မှုတွေအများကြီးပဲရှိတယ်အဲ့ဒီချိတ်ဆက်တွေကိုမြင်လာတဲ့အခါကြလို့ရှိရင်ဝါရလေးလာတာအများကြီးလွယ်သွားလိမ့်မယ်ပေါ့နော်ဒါတော့ဝါရနဲ့ပတ်သက်တဲ့အပိုင်းနောက်ကြရင်တော့မပြောတတ်ဘူးသင်ပြမလားမသင်ပြမလားတော့မသိဘူးဒါပေမဲ့ကြိုပြီးပြောပြတာပါတကယ်တော့ပြောဖို့ကောင်းတယ်အဲ့ဒါလေးလာတာOkay ဒါတော့ဒီ normalized versions တွေကဒီ sentence pattern ပုံစံတွေကို normalize လုပ်လိုက်တဲ့ versions တွေက abstract concept ကိုသူကပို့ပြီးတော့ focus လုပ်သွားတယ် team ဆိုတဲ့အသင်းအဖွဲ့ကနေပြီးတော့တခါ team ရဲ့ performance ဆိုတဲ့ဒီအသင်းအဖွဲ့ရဲ့လုပ်ဆောင်ချက်ကိုပို့ပြီး focus လုပ်တယ် researcher ဆိုတဲ့သူတွေထက် researcher ရဲ့ evaluation ကိုပို့ပြီးတော့ focus လုပ်သွားဆိုလိုတာဒီconcrete idea နဲ့ abstract idea ကိုပြောင်းသွားတယ်။ကာကြည့်လို့ရတဲ့လူတွေအဖြစ်ကနေအဲ့လူတွေရဲ့ action ကို focus လုပ်တဲ့ဒီကိုပြောင်းသွားတယ်။အဲ့ဒါဖြစ်တဲ့အတွက် तू က personal မဟုတ်တော့ဘဲနဲ့ impersonal ဖြစ်တယ်။ subjective မဟုတ်တော့ဘဲနဲ့ objective ဖြစ်သွားတယ်။အဲ့ဒီထုံးဒီအရေးကြီးတယ်။အဲ့လိုပြောင်းလဲတဲ့အဆင့်တွေ grammar English မှာပထမဆုံးအခြေခံအကြဆုံးအရေးကြီးတဲ့အဆင့်။ဒါအဓိကဒီနေ့ဒီဥစ္စာလေးကိုအဓိကဒီအဲ့ concept လေးတစ်ခုပဲမှတ်မိသွားတဲ့အချိန်ကျွန်တော်ဒီနေ့သင်ရတဲ့အတန်းကျွန်တော်တောက်လျှောက်ပြောနေတဲ့အကုန်လုံးဒီဟာကိုနားလည်သွားဖို့ပဲဒီ normalization လုပ်တယ်ဆိုတာဒီ concrete idea နဲ့ abstract idea ကိုပြောင်းသွားတာ personal ကနေ impersonal ကိုပြောင်းတာ subjective ကနေ objective ကိုပြောင်းတာအဲ့ဒါလိုမျိုးပြောင်းတဲ့အဆင့်က normalization လုပ်တဲ့အဆင့်အဲ့လိုလုပ်ရခြင်းအကြောင်းရင်းဒီလိုပြောင်းခြင်းလို့လုပ်တယ်ဆိုတာကိုနားလည်ဘူးအဲ့ဒါလောက်လေးကိုမှတ်မိသွားတယ်ဆိုရင်ကျွန်တော်ဒီနေ့သင်ကြားရေးအောင်မြင်လို့ပြောဒါတစ်ချက်ပေါ့နော်ဟိုဒါ research methodology အတန်းမဟုတ်တဲ့အတွက်ဘာကြောင့်မလို့ဒီ neutral tone ကို academic English မှာ neutral tone လုပ်ရတာလဲဆိုတော့ဘာကျွန်တော်အကျယ်တုံးမဆွေးနွေးတော့ဘူးအကျဉ်းအားဖြင့်တော့ကျွန်တော်အလင်းသင်လို့ပြောပြပါမယ်နော်ဘာကြောင့် neutral tone လုပ်ရလဲ academic English ပဲဘာလို့ personal tone မရလဲ neutral tone ဘာလို့လုပ်ရလဲဆိုတော့အဲ့ဒါ research methodology လို့ဘာလို့ ਨੇ အများကြီးပတ်သက်တယ်ဒီခေါ်ပိုင်းနဲ့ပတ်သက်တယ်ကျွန်တော်တို့လုပ်သမျှ research တိုင်းကအမှန်တရားတစ်ခုကိုရှာဖွေနေတဲ့အားထုတ်မှုတွေကြီးဟိုရှေးတုန်းက Plato တို့ Socrates တို့ Aristotle တို့နော်ဒီခေါ်ပညာရှင်တွေဖော်ထုတ်ခဲ့တဲ့ယူဆတွေနဲ့ပတ်သက်နေတဲ့ဟာဒါတွေကရှိမှုဗေဒတို့သိမှုဗေဒ ontology တို့ epistemology တို့နော်အဲ့ဒါတွေနဲ့ပတ်သက်နေတဲ့ methodology တွေတွားတာပွင့်လင်းပြောရင် research တိုင်းဒီဘယ်လိုပြောမလဲဆိုတော့ဒီ necessary truth လို့ခေါ်တဲ့အမြဲတမ်းမှန်နေတဲ့မှန်တရားမဟုတ်ဘူးခြေနေတစ်ခုမှာပဲမှန်နေတဲ့အမှန်တရား constructed reality လို့ခေါ်တယ်အဲ့လိုဖြစ်တဲ့အတွက်အမြဲတမ်းမှန်မနေဘူးအဲ့လိုအမြဲတမ်းမှန်မနေတာဖြစ်တဲ့အတွက်
ဒါပဲငါဒါလုံးဝမှန်နေဆိုတော့ပြောလို့မရဘူးအဲ့ဒါကြောင့်မလို့သူက neutral တုံးနဲ့ပြောရတယ် objective ဖြစ်တာအဲ့ဒီသဘောပဲ okay နောက် slide တစ်ခုသွားပြီးသွားလို့ရှိရင်ကျွန်တော်ဟို slide ကိုခဏလေးနားပါမယ်နော်ဒီဟာကတော့ဒီ slide အကုန်လုံးကတော့ normalization ရဲ့အသုံးဝင်မှုအမျိုးမျိုးတွေကြီးပဲကျွန်တော် example ပေါင်းစုံထုတ်ပြီးတော့ပြောထားတာတွေကြီးပဲပေါ့နော်နောက်တစ်ခုက normalization ဒီတိကျစေတယ်ကြစ်လက်စေတယ်နားလည်ရလွယ်ကူစေတယ်ရှင်းလင်းစေတယ် enhances precision and clarity by condensing actions and attributes into noun phrases actions က actions ပေါ့ condense လုပ်တယ်ဆိုတာအနှစ်ထုတ်လိုက်တာပေါင်းလိုက်တာအစီနှစ်တွေထုတ်ပြီးပေါင်းလိုက်တယ် nosi ကို condense milk လို့ခေါ်တယ်လေအဲ့ဒါပေါ့ပဲ attribute ဆိုတာဂုဏ်ကြီးတွေဂုဏ်ကြီးအချင်းကိုဖော်ပြတဲ့မှုတွေအားကြောင့်မလို့ဘုရားကုံတော်9ပါးတော့ပါတော့ the 9 attributes of the Lord Buddha ဘာညာသုံးတာပေါ့ဂုဏ်ကြီးတွေပြောတာအဲ့ attribute ကိုရှေ့က AD လေးကိုဖြုတ်လိုက်ပြီးတော့ con ဆိုပြီးတော့ con ထည့်လိုက်လို့ရှိရင် contribute ဆိုလို့ရှိရင်လူဒီဖြစ်သွားအောင်ပေးဒီလူဒီပေးကမ်းဒီအဲ့လိုဖြစ်သွား contribute နောက်မှာ object တန်းလိုက်ပြီးတော့နောက်ကတူသွားလို့ရတယ်အဲ့ဒါလူတာ he contributed an article to Bangkok Post သူက Bangkok Post သတင်းစာကိုစောင်းမတစ်ပုတ်လှူလိုက်တယ်မို့အဲ့ဒါကြောင့်ပေးလိုက်တယ်စောင်းမတစ်ပုတ်ဝင်ရေးတယ်အဲ့ဒီမှာအဲ့ဒီပဲလှူဒီပေးဒီရေးဒီအဲ့ဒီပဲရတယ်ဒါပေမဲ့ contribute နောက်မှာတူချက်ချင်းတန်းလိုက်လို့ရှင်အဲ့ဒါ cost ဖြစ်တော့ဖြစ်စေသည်ဖြစ်တော့ CUSC cost နော် CUSC cost ကတာမန်အဖြစ်သုံးတယ်ဆိုလို့ရှိရင်သူက negative မှာသုံးတာများတယ် contribute to ကကြတော့သူ့နောက်က outcomes ဒီ positive outcome ဖြစ်တတ်တယ်နည်းနည်းသတိထားရတာပေါ့လေအဲ what စကားလုံးတွေမှာအဲ့လိုဟာမျိုးလေးရှိတယ်မှာ go နဲ့ပတ်သက်ပြီးတော့နောက်ကလိုက်တဲ့ adjective မှန်သမျှဒီမကောင်းတာများတယ် go blind တို့ go deaf တို့ go damn တို့အဲ့လိုမျိုး go crazy တို့ go hungry တို့ gone to the dog ဆိုတာရှိသေးတယ်ခွေးဖြစ်သွားတယ်ငါတော့ခွေးဖြစ်ပါပြီအဲ့ဒါမျိုးဒါတိုက်ရိုက်ကြီးပါတာနော်အဲ့လိုမျိုးအဲ့တော့ဒီ normalization ဒီ conciseness နဲ့ focus ကိုပို့ပြီးအားကောင်းစေတယ်ဒီ example 1မှာကြည့်လိုက်ပါဒီမှာလည်း researcher explore the effects of the intervention on health အဲ့ဒါက researchers ရဲ့ exploration ဖြစ်သွားတယ်ကျွန်တော်ရှေ့မှာပြောထားခဲ့ရဒီလိုမျိုး buff တွေရဲ့နောက်မှာလာတဲ့ object တွေကို noun form ပြောင်းလိုက်တဲ့အခါမှာသူတို့နှစ်ခုကြားရဲ့အဆက်ကိုကျွန်တော်တို့ off နဲ့ပဲသွားရဲဆိုတာဒီမှာအဲ့ဒါပါပဲတူတူပဲเนาะ researchers exploration of the effects of the intervention on health เนาะ off နေလည်းပဲချိန်သွားတယ်ဒီအားကြတော့ဒီဥစ္စာကြတော့ဘာဖြစ်လဲဆိုတော့ဒီ example မှာပုံမှာကြတော့ word အောက်ကကြတော့ noun phrase ဖြစ်သွားမယ်noun phrase ဖြစ်ပြီးဆိုရင် तू object လည်းဖြစ်နိုင်တယ် subject လည်းဖြစ်နိုင်တယ်သိတဲ့အတိုင်းပဲ sentence တစ်ကြောင်းမှာကြိုက်တဲ့နေရာမှာ तू ထားလို့ရတယ် now example 2ကိုတစ်ချက်ကြည့်လိုက်တွေ့ပါလိမ့်မယ် the company improved its processes to enhance productivity အဲ့ဒါကိုဘယ်လိုပြောင်းမလဲဆိုတော့သိတဲ့အတိုင်းမှာပဲ improve ကို improvement ပြောင်းတာပေါ့လေ the company's improvement of processes ဒီမှာလဲ off နဲ့ချိန်တယ် improve နဲ့ processes နဲ့ကြားတဲ့ချိန်ဆက်ကိုoff နဲ့ပြန်ချိန်တယ် preposition တွေအရေးကြီးတယ်နော်ကျွန်တော်လင်းတင်လို့ကျွန်တော်ပြောပါမယ် preposition တွေအရေးကြီးတယ်ဒါပေမဲ့ preposition ကအလွတ်ထိုင်ကြက်လို့မရအောင် preposition အသုံးတော့ဟာ s ဆိုနိုင်မှာဝတွင်က on ဆိုရင်ထိစပ်နေတော့အပေါ်မှာ in ဆိုလို့ရှိရင်ကာယနာတော့အတွင်းမှာနေများလာများအဲ့လိုမျိုးပေါ်လို့မရသူ့ရဲ့သဘောကိုသိအောင်လုပ်ရ in ဘာလို့ in ဖြစ်ဘာလို့အတွင်းမှာလို့ပြောလဲသူ့မှာ3 dimension ရှိတဲ့နေရာအတိုင်းမှာ in လို့သုံးလို့ရတယ်ဒါပေမဲ့ in ရဲ့အတွင်းမှာဘာလဲဆိုတော့နေရာအတိအကျမရှိဘူးမဟုတ်ဘူးအဲ့ဒီဘောနော် into ဆိုလို့ရှိရင် movement ပါလာပြီလှုပ်ရှားမှုပါလာပြီအဲ့ဒီဘောတွေနားလည်အောင်လုပ်ရတယ်ပေါ့ဗျာကျွန်တော်အလင်းတင်လို့ပြောပါမယ်နောက်ပြီးလေ့ကျင့်ခန်းလည်းကျွန်တော်နည်းနည်းလုပ်ခိုင်းပါမယ်ဒီနေ့တော့ကျွန်တော်အမှန်တော့ breakout room ခွဲပြီးတော့လုပ်ခိုင်းမလို့ဒါပေမဲ့ဒီ concept ကိုမိအောင်လို့ပြောဖို့အရေးကြီးတယ်လို့ယူဆတာဖြစ်တဲ့ဒီနေ့ပထမဆုံး lecture ကိုတော့ဒီ normalization concept ဒီ academic writing မှာအခြေခံအကြဆုံး concept ဖြစ်ပါတယ်ဆိုတဲ့အကြောင်းသိအောင် examples မျိုးစုံနဲ့ပြောတဲ့ lecture တော့ဖြစ်သွားတာပေါ့လေဟိုတင်တဲ့သူကရှေ့မှာတောက်လျှောက်ကြီးပဲသူကြီးပဲ
လိမ့်ပိတ်ပြီးထိုင်ပြောနေတယ်ဆိုလို့ရှိရင်နားထောင်ရတဲ့သူကအိတ်ငိုက်တက်တယ်ကျွန်တော်လည်းအဲ့လိုမျိုးငိုက်တက်တာပဲငိုက်လည်းမတက်နိုင်ဘူးဒီဟာကတော့အဓိကအရေးကြီးတဲ့အတွက်ပြောအောင်ဒီ example နှစ်ခုစလုံးမှာကြည့်လိုက်လို့ရှိရင် nominalization တွေက now လုပ်လိုက်တဲ့ process တွေအကုန်လုံးက action တွေကိုကျုံသွားစေတာ C နှစ်တွေထုတ်လိုက်တယ်ကျုံသွားစေပြီးတော့မှ now form ပြောင်းပြီးတော့မှဒီသူရေးထားတဲ့စာကိုပို့ပြီးတော့တိကျသွားအောင်ကြစ်လက်သွားအောင်ပူညီလိုက်တယ်ပေါ့လုပ်ပေးနိုင်တယ်ပို့ပြီးတော့ focus ဖြစ်သွားအောင်လုပ်ပေးနိုင်တယ်ဘာလို့ focus ဖြစ်တာအရေးကြီးသလဲ academic English ကဘာလို့အဲ့လို focus တော့ဖြစ်နေရလဲမဟုတ်ဘူး focus ဖြစ်တာအရေးကြီးတယ် academic English ရဲ့တရားကိုကသူက structure ဖြစ်ရတယ်ဒီတန်းစာကိုညီကုန်းဆိုတဲ့သူ့ရဲ့ဟို features တွေနဲ့သူ့ elements တွေနဲ့ညီရေးရတယ်သူ့ frame နဲ့မှဝင်အောင်ရေးရတယ်အဲ့ဒါကြောင့်မလို့ concise ဖြစ်ရမယ် focus ဖြစ်ရမယ် structure ဖြစ်ရမယ်အဲ့တဘောပဲနော်အဲ့တော့ကျွန်တော်ဒီဟာလေးကိုခဏလေးထားအောင်မယ်ကျွန်တော်တို့မှာအချိန်အများကြီးမကြံတော့ဘူးဆိုတော့ဟိုလောက်ပဲရှိတော့တယ်ဆက်4မိနစ်လောက်ပဲရှိတော့တယ်ပေါ့နော်ဆက်4မိနစ်လောက်ပဲရှိတော့တယ်ဆိုတော့ခဏလေးရက်လိုက်မယ်အဲ့တော့အခုအချိန်ကတော့ဒါ14မိနစ်15မိနစ်အတွင်းမှာဒီနေ့ပြောရတာတွေနဲ့ပတ်သက်ပြီးတော့ငင်းကျင်တာဒါမှမဟုတ်မေးကျင်တာဘာနေနေကြိုက်တာမေးလို့ရတယ်ငင်းမယ်ဆိုလည်းငင်းလို့ရတယ်ကျွန်တော်ကဘယ်ဟာမဆိုကျွန်တော်ကလုံးဝ open to all ပဲဒီဟာဒီ academic process အကုန်လုံးဒီသူကဘယ်လိုပြောရမလဲဆိုတော့ open ended ဖြစ်တဲ့သဘောရှိတယ်အကုန်လုံးလက်ခံရတယ်ငါပြောတော့မှအမှန်သွားလို့မရဘူးဟို size အမြင်တဲ့အမြဲတမ်းခဏခဏရေးလေးရှိသလိုတခြားတစ်ဖက်မှာစိတ်ညင်အကြောင်းများပေါ့အဲ့ဒါအမြဲတမ်းလက်ခံဆိုတော့ကဒီဟာကိုလည်းပဲဒီ nominalization လုပ်တဲ့ process က academic English မှာရန်အခြေခံကြတယ်ဆိုဆရာအခုလိုမျိုးပြောတယ်ပေါ့နော်ဘာလို့ပြောတာတော့တကယ်အခြေခံကြလို့လဲဘယ်ဆရာမှလည်းအဲ့လောက်ကြီးတင်နေတာဒါတာမန်ပဲဟာကိုဘာလို့အဲ့လိုပြောနိုင်တာလဲပြန်မေးချင်မေးလို့ရတယ်အဲ့ကျွန်တော်မှအဖြေရှိပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဘယ်နေရာတော့မရှင်းဘူးဘယ်နေရာတော့ဘယ်လိုလေးပြောပြန်ရှင်းပြပါအောင်ရတယ်ပြောလို့မေးလို့ရတယ်အဲ့တော့ကြိုက်တာမေးပါကျွန်တော်တို့လက်ရှိမှာဟို12မိနစ်ကျော်လောက်အချိန်ရသေးတယ်မေးချင်တာမရှိရင်ကျွန်တော်ဆက်ပြောမှာနော်အဲ့တော့မေးချင်တာရှင်မေးဘာလို့လဲဆိုကျွန်တော်တယောက်တည်းမပြောချင်ဘူး floor ကိုအကုန်လုံးရှိသမျှကျွန်တော်တယောက်တည်းသိမ့်ကျုံပြီးတော့ဟိုဖြစ်တယ်ကျန်တဲ့လူတွေဒုက္ခရောက်လိမ့်မယ်မေးလို့ရတယ်ကြိုက်တာမေးပါကြိုက်တာပြီဆိုတာဒီအခုဒီနေ့ပြောသွားတယ်ဟုတ်ကိုယ့်အနေနဲ့ကိုဒီထဲမှာပြန်တင်နေတဲ့သူတွေလည်းပါတယ်ဆိုတော့လေဟိုကိုယ့်အနေနဲ့ကိုတော့ essay တွေပါတယ်အများကြီးရေးကြမှာပေါ့နော်ကျွန်တော်အနေထားကျွန်တော်ပုံဟိုနဲ့ဆိုရင်ကျွန်တော်အတွေ့အကြုံရပြောရရင်ကျွန်တော်လည်းဘယ်လိုပြောမလဲဆိုတော့ကျွန်တော်စောင်းမပေါ့နော်စောင်းမကျွန်တော်အပုတ်50လောက်ရေးဘူးတယ်နောက်ပြီးတော့ကျွန်တော်စာအုပ်ကပေါင်းရေးတဲ့စာအုပ်ပါပေါင်းရေးတဲ့စာအုပ်ကျွန်တော်လောလောဆယ်တအုပ်ထွက်ထားဘူးတယ် academic papers ကတော့3-4 ဆောင်ရှိတယ်ကျွန်တော်တို့ရေးရတာလည်းရှိတယ်သူများနဲ့ပေါင်းရေးရတာလည်းရှိတယ်လက်ရှိထွက်ထားပြီးသားဟာရှိတယ်ပေါ့နော်ဒီနေ့ကျွန်တော်သင်ဒီ academic English ကိုသင်ရခြင်းအကြောင်းရင်းကကျွန်တော်အဲ့ဒီအတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ကျွန်တော်ဒီဟာကိုသင်တာဘာဖြစ်လို့လဲဆိုတော့2015မှာကျွန်တော်ရေးလိုက်တဲ့ဆောင်းပါးတစ်ပုဒ်ကြောင့်မို့လို့ကျွန်တော် research fellow အနေနဲ့ Oxford သွားတယ်သူဖိတ်တယ်ပေါ့ဖိတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်အဲ့တုန်းကကျွန်တော်တိတ်ပြီးတော့ထင်တာပေါ့လေကျွန်တော်ဒါရေးတတ်နေပြီထင်တာပေါ့ကိုရောက်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ရေးလိုက်တဲ့ဟို academic writing ဆိုတဲ့ဟာတွေကသူတို့စီမှာ1980လောက်ကသုံးထားတဲ့ဟာတွေဖြစ်နေတအား outdated ဖြစ်နေဆိုကြပါစို့ academic writing မှာလုံးဝ personal pronoun မသုံးပါဘူး I we you မသုံးပါဘူး third person pronoun ပဲသုံးရမယ်အခုဆိုလို့ရှိရင် concept ကိုပေါ်ပြရမယ်ခုဆိုဒီလို့ပြော it is said that it is heard that it is assumed that အဲ့လိုပြောရမယ်ပြောရတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုသင်ခဲ့ရတယ်ဒီ research methodology ဘာညာတာကနေကြ quasi exam အဲ့လိုသင်ခဲ့ရတယ်ဒါပေမဲ့ဟိုမှာလည်းပြောရောက်လေရောက်ဘယ်လိုဖြစ်လဲဆိုမဟုတ်ဘူးတဲ့အခုလက်ရှိ academic English တည်တဲ့နင်ဟာခိုင်ခိုင်မာပြောရမယ်ခိုင်မာတဲ့ထုံးထွက်ကမယ်
အဲ့ဒါ validate ဖြစ်တယ်ပေါ့နော် valid ဖြစ်တယ် valid ဖြစ်တဲ့ခိုင်လုံမှုရှိတဲ့ထုံးဖြစ်ကမယ်လေသံဖြစ်ကမယ်ဒါပေမဲ့အဲ့လေသံဒီ formal tone validized tone ပေါ့နော်အဲ့လိုဖြစ်ကမယ်အိုင်သုံးလို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့အိုင်နောက်မှာလာတဲ့ဟာတော့ပေါ်ကြောင်ကြောင်မလုံးဘူးဒါအဆိုတစ်ခုပြောနေတာဖြစ်ကမယ် I can ascertain ငါတရားကိုအခိုင်အမာပြောရဲအဲ့လိုမျိုးပေါ့နော်အဲ့လိုဟာမျိုးခိုင်အမာပြောရဲတဲ့ဟာ declaration ဟာမျိုးဆိုရင်သုံးလို့ရတယ်ပြဿနာမရှိဘူးအဲ့ဒါ subjective မဟုတ်ဘူးဒါဟာဘာလဲဆိုတော့ hypothesis တစ်ခုရဲဝံတင်ပြနေတာဖြစ်တယ်ဒါမျိုးရေးတင်တယ်အဲ့လိုရဲဝံတင်ပြလို့ရမယ်နေရာမှာအဲ့လိုမဟုတ်ဘဲနဲ့ it is thought that ဆိုပြီးကောက်ရေးလို့ရှိရင်အဲ့ဒီအားကြီးကဘာမှမရှိတော့ပျော့သွားကျွန်တော်တို့အဲ့လိုမျိုးတူတူကြုံခဲ့ရတာတွေရှိတယ် normalization နဲ့ပတ်သက်ပြီးတော့လေကျွန်တော်ကဒီ tax 1ပေါ့နော် IELTS tax 1ကိုအချိန်မုံမြော်စွာသင်ခဲ့တယ်ဟိုကကျွန်တော်သတိထားမိတယ်ဒီနေရာသူတို့ဒါဖမ်းတာပဲဆိုပြီး tax 2မှာလည်းထိုနည်း၎င်းပါပဲဒီ concept လေးကအရေးကြီးတယ်ဘာလို့အရေးကြီးတယ်လဲဆိုရင်sorry ပြောမေးပါဗျဟုတ် ဟုတ်အခုအဲ့ဒီမေးရဲဆိုတာတဲ့လေတခုဟိုဟာအဲ့ I တို့ဟိုဟာတို့ကိုယ့်ရဲ့ we တို့နဲ့တုံးတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဗောနော်ပို့ပြီးတော့နည်းနည်းရှင်းပြလို့ရမယ်ကျွန်တော်နားလည်ထားတာကြတော့ဟိုဟာဗော position နဲ့ဗောနော် researcher ရဲ့ position ကိုတုံးတဲ့အခါကြပြောတဲ့အခါကြရင်တုံးကြတယ်ဗောတုံးခိုင်းတယ်ဗောနော်ကိုယ်တွေလည်းတုံးတယ်ဗောလေဒါပေမဲ့အဲ့လိုဟာမျိုးမှာတုံးတော့ကောင်းလိုက်တာဗောလေသိရမလားတုံးလို့ရတယ်ဆိုတော့တုံးလိုက်တာဗောဒါပေမဲ့အဲ့အခါကြရင်ဘယ်လိုတတိထားမလဲတို့ဘာတွေကဟို normalization မဟုတ်ပဲနဲ့အဲ့လိုမျိုးပြောသလိုမျိုးအိုင်နောက်ကဟာပေါ်ကြောင်ကြောင်ဖြစ်လို့မရဘူးဆိုတော့နားလေတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာကိုနည်းနည်းပို့ပြီးတော့ချဲ့ပြီးတော့ပြောပြပေးလို့ရမှာနောက်တတိထားမယ်ဟာတွေပေါ့နော်ဟုတ်ကျေးဇူးရတာပေါ့ပြောလို့ရတာကျွန်တော်ပြောချင်လို့အဲ့ဒါထောင်ရေးတယ်မေးပါဆိုပြီးထောင်မိတယ်ပေါ့ပြောချင်တယ်ဟုတ်ကျေးဇူးပြုဒီလိုလေကျွန်တော်တို့ဒီ I တို့ we တို့ ਨੇ သုံးရမယ်ဆိုတဲ့ဥစ္စာမှာကျွန်တော်တို့များသောအားဖြင့်ကဘယ်လိုနေရာတွေမှာသုံးမလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ကိုယ်တိုင်အဆိုချမ်းတစ်ခုကိုတိစောက်တော့မယ်ဆိုတဲ့အခါမှာခိုင်မာပြောလို့ရတယ်ကျွန်တော်ဒီဟာကိုတော့အဆိုချမ်းအနေနဲ့ခိုင်မာတင်ပြခြင်းနဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ I တို့သုံးလို့ရတယ်အဲ့ဒါကများသောအားဖြင့် abstract ရဲ့နောက်ဆုံးပိုင်းဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင် introduction နဲ့ဒီ problem statement မလာခင်အဆင့်မှာဖြစ်ရင်လည်းဖြစ်မယ်တခါကျရင် IMW သုံးတာဘယ်နေရာမှာသုံးတယ်လဲဆိုတော့ဒီ research methodology ပေါ်မှာလည်းမူတည်တယ်ဆိုကြပါစို့ကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲဟိုမှာပေါ့လေ anthropology research မှာသူ့မှာဒီဟို auto ethnography research ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူများအကြောင်းကိုလေ့လာတာမဟုတ်ဘူးကိုယ့်အကြောင်းကိုပြန်လေ့လာပြီးပြောတာကိုရှုတော့အောင်နေပြောတာဆိုကြပါစို့ဗျာဆရာမတယောက်ပေါ့သူကသူ့ပေါင်းချင်းရဲ့လူတွေကိုလေ့လာဖို့အခွင့်မတာဘူးသူ့မှာအပြင်ထွက်လို့ရှိရင်သူကဒုက္ခရောက်မယ်ဖမ်းဆီးခံရမယ်ဘယ်သူမှ interview လိုက်လို့မရအောင်အဲ့တော့သူကသူ့ရဲ့နေ့စဉ်ဘဝမှာသူပြင်ပအရာတွေရဲ့ထိခိုက်မှုကြောင့်တွန်းတိုက်မှုကြောင့်သူနေ့စဉ်ဘဝ feelings တွေ personal feelings တွေအပြောင်းလဲတစ်ခုချင်းစီဖြစ်သွားတဲ့ဟာကိုအဲ့ဒါကို subjectivity လို့ခေါ်တယ်အဲ့ subjectivity က shift ဖြစ်သွားတယ် shifting subjectivity ဆိုသူလေ့လာတယ်ဘယ်လို method နဲ့လေ့လာဆိုတော့ auto ethnography ဆိုတဲ့ method နဲ့လေ့လာဒါမှမဟုတ် auto ဆိုတာ self ကိုပြောတာဟုတ် auto anthropology method နဲ့လေ့လာတယ်အဲ့လို method နဲ့လေ့လာတဲ့စာတွေကြရင်အိုင်တို့ဘာလို့တောက်လျှောက်ကိုသုံးပြီးတော့မသုံးလို့မရသုံးအောင်တခါလေကြားလို့ရှိရင်အဲ့ဒီ methodology နဲ့လည်းဆိုင်ကိုသုံးလိုက်တဲ့ method ပေါ့ method နဲ့လည်းဆိုင်အဲ့လိုမဟုတ်ဘဲနဲ့တခါလေအဲ့ဒါမဟုတ်ဘူးကျွန်တော်ကတော့ဒါ case study method နဲ့သွားပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ narrative method နဲ့သွားပါတယ် narrative မှာလည်းကိုကပုံပြောသူ narrator နေရာမှာယူရရင်ကိုအိုင်သုံးရမှာအိုင်မသုံးရင်အဲ့နေရာလုံးဝအဓိပ္ပာယ်မရှိဘူး narrator ကနောက်တစ်ယောက်ဖြစ်တယ်ဆိုရင် he she သုံးရမယ်ဒါပဲသုံးရမှာမသုံးလို့မရဘူးအဲ့ကျွန်တော်ပြောချင်တာဒီ IMW သုံးတာကဟုတ်တယ်ဆွမ်းနာပြောသလိုမျိုးဟို researcher ရဲ့ဒီ positioning တို့မဟုတ် positionality ပေါ့ researcher ရဲ့နေရာဒီ research မှာဘယ်နေရာလဲဆိုတာကိုဖော်ပြတဲ့အခါမှာကျွန်တော်တို့ IMW သုံးတာရှိတယ်ပေါ့နော်သူသဖြင့်ကဘာလဲဆိုတော့အခုနောက်ပိုင်းမှာတအားခက်စားလာတဲ့ research ပုံစံတစ်မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ PR လို့ခေါ်တယ် participatory action research ဆိုသူကဘာလဲဆိုတော့ဒီ interviewee တွေပေါ့ကို research လုပ်မဲ့သူ
သွားလုပ်မဲ့သူတွေအဲ့ research လုပ်မဲ့သူတွေဒီကို interview ခံရမယ်တွေ့ဆုံမေးမြန်းခံရမယ်လူတွေလို့မသတ်မှတ်အောင်ကိုယ့်ရဲ့ကို researcher လို့သတ်မှတ်ကြတယ်သူတွေတန်းလုပ်ဖို့ကံပဲလို့သတ်မှတ်ကြတယ်အဲ့လူတွေလည်းပဲအဲ့လူတွေကိုလည်းပဲကိုယ့်ရဲ့ research ထဲမှာဆွဲတင်ရတယ်တူတူလုပ်ရတယ်အဲ့လိုနေရာမျိုးကြောင့်မှာကြလို့ရှိရင် I know ဘာလို့သုံးတော့ဘာမှပြဿနာမရှိဘူးအထူးသဖြင့်နောက်ပိုင်းမှာဘယ်လိုနေရာမှာပို့ပြီးတော့ခက်စားလာလဲဆိုတော့ဒီကျွန်တော်တို့ဒီ scholar activism ပေါ့နော် academic activism လို့လည်းခေါ်တယ်အရင်တော့ activist ရဲ့အလုပ်ကတက်တက် activist ရဲ့အလုပ်ကဘာလဲဆိုတော့ campaign တွေလုပ်မယ်ဝါဒတစ်ခုကိုဟိုမရမက advocate လုပ်မယ်ဒါဟို activist တွေရဲ့အလုပ်တက်ကြွလှုပ်ရှားသူတွေရဲ့အလုပ် NGO တွေနဲ့ခက်ဆင်မယ်သူတို့မှာ campaign ဆိုတဲ့ဒီတိုက်ပွဲရှည်ကြီးချီတက်ပြီးတော့သူရဲ့ goal တစ်ခုရောက်ရင်သူတို့ရက်သွားမယ်လူသွားမယ်အခုကကျတော့အဲ့လိုမဟုတ်ဘဲနဲ့ researcher တွေကတကယ် academic ဒီ integrity ဆိုတဲ့ဘယ်လိုပြောရမလဲကျွန်တော်တို့ပညာဆိုင်ရာတိတ်ခါတရားဆိုတဲ့ဟာကြီးကိုဖက်တွယ်ပြီးတကားလားလုံးဝ objective နေရာမှာပဲနေပြီးတော့ဘယ်သူတည်ကွာငါတို့က research ဆက်လုပ်နေပါပဲဆိုတော့ဟာကိုစွန့်လွတ်ကြတော့ဒီဟာကြီးကမင်းတို့အလုံးမဖြစ်တော့ဘူးလူတွေဒီမှာတင်ဒုက္ခရောက်နေကြတယ်အားလုံးထပ်ပို့ပြီးတော့အပေါ်မှာရှိနေတာ humanity ပဲလူသားဆန်ကြဒါဆိုရင်ဒီ researcher နဲ့ activist နဲ့ပေါင်းကြ academic activism ဆိုပြီးလုပ်ကြအခုအဲ့လိုဝါဒတွေတအားခက်စားလာတဲ့အခါမှာ researcher တွေကိုယ်တိုင်ကသူတို့ research လည်းတစ်ဖက်ကလုပ်တယ် activist လုပ်ကိုလည်းလုပ်တယ်ဘယ်လို activist ပုံစံမျိုးလဲဆိုဥပမာဆိုကြပါစို့ကျွန်တော်ကမြို့ပြနိုင်ငံရေးနဲ့ပတ်သက်တဲ့ researcher ပေါ့တကယ်လည်းလုပ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆိုကြပါစို့ကျွန်တော်ကျူးကိစ္စလုပ်လို့ဆိုကျူးကျော်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကသူတို့အတွက်လည်းရေးပေးတယ်သူတို့အတွက်ရေးတဲ့ research paper ဆိုလို့ရှိရင်ကျွန်တော်ကလုံးဝ subjective ဖြစ်တဲ့ view ကိုသုံး methodology ကိုသုံးတယ် subjective မဖြစ်လို့မရဘူးကျူးကျင်ညာရတဲ့ငါဒီ research မှာဒီ position ကိုယူထားတာဖြစ်တဲ့အတွက်ငါ personal bias ပါလိမ့်မယ်မပါလို့မပါရင်ငါရဲ့ research ကလုံးဝအဓိပ္ပာယ်မရှိဘူးအဲ့လိုဖြစ်မယ်အဲ့လိုဟာတွေမှာဆွမ်းနာပြောတဲ့ဒီဟိုပါပေါ့ဒီ I know we do ပါသုံးကိုသုံးရတာဖြစ်ပါတယ်မသုံးလို့မရဘူးဒီဟာတွေကကျွန်တော်အများကြီးပြောပြခြင်းတယ် example တွေလည်းအများကြီးရှိတယ်ပေါ့လေမေးရကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်အမေဒီဥစ္စာကဟိုဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ခုဒီနေ့ပြောတဲ့အကြောင်းအရာကလေကျွန်တော်တို့ဒီ academic writing academic English ဆိုတဲ့ process တစ်ခုလုံးမှာတောက်လျှောက်အမြဲအရေးကြီးနေတယ်အမြဲအရေးကြီးနေမယ့်ကိစ္စသူကအတ္တကိုခွာတာကိုကြီးကြီးပြောရင်အတ္တကိုခွာတာကျွန်တော်တို့ဒီ research findings တွေရှိပါဘူးအဲ findings တွေပေါ်မူတည်ပြီးကျွန်တော်တို့ကငကိုပြောကြရတဲ့အဆိုချမ်းလို့ခေါ်တဲ့ hypothesis ကို theory ဖြစ်ပြောင်းဖို့ကြိုးစားကြတယ်အဲ theory ဖြစ်တင်ပြကြတယ်အဲ theory ကမှန်လားမမှန်လားဆိုတော့ကျန်တဲ့သူတွေအကုန်လုံးဝိုင်းပြီးတော့ evaluate လုပ်ကြတယ် peer review ခေါ်တဲ့ချင်းချင်းကဲဖြတ်တာတွေလုပ်ကြတယ်မှတ်ကြောက်တင်ခံနိုင်ပြီဆိုတော့မှဒီ theory ကနည်းနည်းခိုင်မာတဲ့ theory လို့ဖြစ်လာတာဟုတ်ဒါပေမဲ့အဲ့ဒီ theory တော့မှအလုံးဝ eternal truth မဟုတ်ဘူးလေအမြဲတမ်းထာဝရမှန်ကန်နေတဲ့အမှန်တရားမဟုတ်ဘူး तू က context bound ဖြစ်တယ်ဆိုကြပါစို့ context တစ်ခုမှာ तू bound ဖြစ်တယ်ချိတ်မိတယ်အဲ့ context မဟုတ်မှန်တော့အဲ့လိုမျိုးရှိတယ်ဆိုတော့ကအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့လိုမမှန်တတ်တဲ့ဟိုဘယ်လိုပြောမလဲ flexible ဖြစ်တယ်နောက်ပြီးတော့ fragile ဖြစ်တဲ့သဘာဝရှိတာမို့လို့ဒီ neutral tone objective tone ကိုယူထားရတာ academic language ကိုယ့်ရဲ့ self ကိုခွာပြီးပြောရတာငါပြောတာဟေ့သူကောက်ပြောလို့မရဘူးငါပြောတာဟေ့သူမှားရင်ငါပဲမှားတော့မှာတော့ချောက်သွားတော့မရတော့အဲဆိုတော့ငါကနေခွာပြီးတော့တခြားဘက်ကမြင်ကြည့်ရအဲအကြောင်းလို့ကျွန်တော်တို့ academic language မှာ neutral ဆိုတဲ့ tone ကိုသုံးပါတယ်နောက်ပြီးတော့ normalization ဆိုပြီးတော့ဘယ်လိုပြောမလဲဆိုတော့ဒီ personal experience တွေကိုကြော်ပြီးတကားလားဟိုဟာ abstract concepts တွေ idea တွေပဲ focus လုပ်တဲ့အရွေ့ကိုကျွန်တော်တို့ပို့ပြီးတော့သုံးတယ်ဒါကြောင့်မလို့လဲကျွန်တော်တို့ဒီ normalization ဆိုတာရေးကြည့်ပါတယ်လို့ပြောချင်တယ်နားမှာရှိတဲ့ဝတ္ထုစာအုပ်တွေရှိရင်ကောက်လှန်လိုက်တွေ့တဲ့ sentence တွေမှာကြည့်လိုက်ရင်ဘယ်ဟာ subject တွေလဲ object တွေလဲကိုယ့်အောင်သိလိမ့်မယ်အဲဒီ subjective ဖြစ်တဲ့ sentence တွေကိုစောနာပြောလို့ normalize ပြန်လုပ်ကြည့်လိုက်ကစားကြည့်လိုက်အဲ့ကြရင်သူတို့အဓိပ္ပာယ်တစ်မျိုးထွက်လာတယ်အဲ့ဒါဘာလဲဆိုတော့လွယ်ပြောရရင်ပထမဆုံးတွေ့တဲ့ subjective ဖြစ်တဲ့ sentence တွေဟို first thought ဆိုရင် objective ပြောင်းလိုက်တဲ့ normalization လုပ်ထားတဲ့ sentence က second thought ပဲ sentence ကြောင့်က second thought ဖြစ်အောင်စင်ပွားသွားနိုင်ပြီဆိုလို့ရှိရင်အဲ့ဒါ academic language ကိုပြောနေတာ
ကိုယ် focus မလုပ်တော့ academic language ကအဲ့လိုပဲနည်းနည်းကိုယ်နဲ့ခွာသွားတယ်အဲ့လိုပေါ့အဲ့ဒီဘောင်ထဲဝင်လာကျွန်တော်တို့စီမှာတော့ဘယ်လိုသုံးလဲဆိုတော့ဒီဟိုပေါ့လေ register လို့ခေါ်တယ် register ဆိုတော့ကျွန်တော်တို့မှတ်ပုံတင်ဒီဘာညာမဟုတ်ဘူး register ဆိုတော့အဲ့ဒီ level တစ်ခုမှာတည်တံ့သုံးလေးရှိတဲ့ဘာသာစကားကိုပြောတာlinguistic မှာ register လို့ခေါ်အဲ့လိုမျိုးခေါ်တယ်ဆိုတော့ကကျွန်တော်ဒီမနက်ဖြန်ကြားလို့ရှိရင်လည်းဆက်ပြီးတော့တွေ့ပါမယ်နောက်ပြီးတော့ဒီဟွာလေးကိုလည်းပဲဒီဆောင်းပါးလေးကိုလည်းကျွန်တော်ရှာပြီးတော့ group ထဲမှာပို့ထားပေးမယ် normalize လုပ်တဲ့လေ့ကျင့်ခန်းကိုကျွန်တော်တည်တံ့မပေးပါဘူးအမှန်တော့ကျွန်တော်ဒီနေ့ breakout room လေးတွေခွဲပြီးတော့ sentence လေးတွေပေးပြီးလုပ်ခိုင်းမလို့ဒါပေမဲ့ပြောနေတန်းလန်းနဲ့တေချာရှင်းလင်းဖြစ်အောင်ရှင်းပြမှဖြစ်မယ်ဆိုပြီးတော့ရှင်းပြလိုက်လို့ဒီလိုဖြစ်သွားတာပေါ့နော်ဒါကျွန်တော်ရရတော့မယ်အခုနေတာမှာတနာရီ30မိနစ်ရှိသွားပြီဆိုတော့ကဲအားလုံးပဲဟိုဟာကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီလောက်ဟိုများများဆဆစိတ်ဝင်စားကြလိမ့်မယ်လို့မထင်ဘူးပေါ့လေစိတ်ဝင်စားလာပြီးတော့တက်ပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်ဒီထက်မကလည်းကျွန်တော်အများကြီးပြောပြချင်ပါတယ်ပညာရေးဆိုင်ရာကိစ္စနဲ့ပတ်သက်တာရောဒီ academic ကိစ္စနဲ့ပတ်သက်တာရောဟိုလိုအပ်တာရှိလို့ရှိရင်မေးလို့ရပါတယ်နောက်ပြီး recommendation ပါညာလိုရဲဆိုရင်လည်းကျွန်တော်တက်နိုင်တဲ့အတိုင်းတာဆိုရင်လက်ရှိမှာတော့ကျွန်တော်မှာ official affiliation ကကျွန်တော်ရဲ့တက္ကသိုလ်နဲ့ချိတ်ထားဆဲပဲပေါ့လေတင်တာမတင်တော့တာပေါ့အဲ့တော့ကကျွန်တော်မှာအဲ့ဒါရှိတဲ့အတွက်ကျွန်တော်ပေးလို့ရပါတယ်လက်ရှိမှာကျွန်တော်ချင်းမိုင်တက္ကသိုလ်က research fellow အနေနဲ့လည်းရက်တည်နေတာပေါ့လေအဲ့ဆိုတော့ကျွန်တော်တက်နိုင်တဲ့အတိုင်းပြန်ပေးလို့ရတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်ကောင်းတော့နေ တင်ပါတယ်ဆရာဟုတ် ကျေးဇူးပါဆရာ ကျေးဇူးပါဆရာ Yeah, just demand.